ဟုတ်အဲ့ဒါဆိုတော့ဒီနေ့စာမတင်ခင်မှာပေါ့နော်မနေ့ကတင်တာကလေဒီနေ့နဲ့ပြန်နှွေးမယ်အဓိကရေးကြည့်တဲ့ပိုင်းလေးတွေပေါ့နော်ရေးကြည့်တဲ့ပိုင်းဆိုတော့ကျွန်တော်တို့ဒီ language programming language ကိုအမျိုးအစားအနေနဲ့ခွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့၃မျိုးလောက်ခွဲရတယ်ပေါ့ခွဲလို့ရတယ်ပေါ့နော် programming language တွေရဲ့ဘာတွေလဲဆိုတော့ type တွေပေါ့နော်အဲ့ဒါဆိုတော့ဒီတယောက်ကိုတစ်ခုစီပြောပြပေးပါ specific ဒီ set ကိုဆရာဒီ OS မှာဆိုရင်လေဟိုကျွန်တော်ဒီပေါ်မှာကျွန်တော် link တဲတုံးနေဆိုလဲဒီ window တုံးနေဆို window ကပဲနားလေကျွန်တော်ဒီတခြားအဲ့လို link နဲ့တုံးနေဆိုလဲ link နဲ့အတွက် macbook တုံးနေဆိုလဲ macbook အဲ့လိုမျိုးဟော machine specific ဖြစ်တယ် machine language ကနော် machine language တွေက machine specific ဖြစ်တယ်ဆိုတာကသုံးတဲ့ဆက်မျိုးစား CPU မျိုးစားပေါ့နော် operating system တွေရဲ့မျိုးစားပေါ်မှာမူတည်ပြီးရခါကြတော့ခိုင်းရတဲ့ instruction ကမတူဘူးပေါ့နော်ရေးရတဲ့ code ကမတူဘူးနော်အဲ့ဒါကိုသူက machine specific ဖြစ်နေတာပေါ့ target OS ကို depend ဖြစ်နေတယ်လို့လည်းပြောလို့ရတယ်နော်ဟုတ်ကဲ့ပါဆရာ okay assembly language ဆိုတာကသူလဲ low level programming language ပဲဖြစ်တယ်သူကကြတော့ symbol တွေတုံးတယ်သူကကြတော့ machine code ကို instruction ပေးနိုင်တယ်ပြီးတော့သူကလူတွေဟိုဗာလဲအဲ့ဒီ binary code machine code ထက်ဆိုင်တော့လူတွေကပို့ပြီးတော့နားလဲတယ်ဒါပေမဲ့ဟို high level language လို့လုံးဝနားလဲရတော့မဟုတ်ဘူးသူကကြတော့သူကဒါပေမဲ့ hardware specific ဖြစ်တော့မယ်ပြီးတော့သူကအဲ့ဒီရဲ့ assembler နေပြီးတော့မှcode တွေကိုmachine code ကိုပြောင်းပြီးတော့မှmachine language ကနားလည်အောင်လုပ်ပေးရတယ်ဟုတ်သူက low level programming language တက်စာလို့ရှိရင်တော့လူသားတွေအနေနဲ့နားလွယ်ရတာပို့ပြီးတော့လွယ်ကူသွားတယ်ပေါ့နော်ဒါပေမဲ့အခု high level language လိုမျိုးလူသားတွေသုံးနေတဲ့ဘာသာစကားတွေနဲ့လောက်ထားလားဆိုတော့မဟုတ်ဘူးပေါ့နော်ဟုတ် machine code ကို represent လုပ်ထားတဲ့ symbol တွေနဲ့သွားတာဆိုတော့လွယ်သွားရဲဆိုပေမဲ့တော့ high level programming language တွေလိုမျိုးမဟုတ်ဘူးเนาะအားကြောင့်မို့လို့သူဒီ low level programming language ဆိုရဲဒီ high level ကကြတော့သူကဟိုအမတို့ကွန်ပျူတာရဲ့ဒီဟိုhardware ဘိုင်းအလုပ်လုပ်တဲ့ပုံတွေကိုအလုပ်လုပ်ပုံတွေကိုသူကဟိုစိတ်ဝင်စားကြမလို့ပေါ့နော်ဟိုလူတွေအဲ့လိုမျိုးဖက်ရလွယ်အောင်ရေးရလွယ်အောင်လုပ်ထားတဲ့ကွန်ပျူတာ programming တခုပေါ့နော်ကွန်ပျူတာကကြတော့အမတို့ကသူက machine code ပေါ့နော်0 1တွေကိုပဲသူကတိုက်ရိုက်နားလဲတာတကယ်လူတွေကကြတော့ဒီ0 1အဲ့လို10လိုမျိုးအဲ့လိုမျိုးနဲ့ကိုရေးဖို့ရမဖြစ်နိုင်ဘူးပေါ့နော်မလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမားတို့ကဒီလူတွေနားလဲတဲ့ဒီအင်္ဂလိပ်စလုံးတွေအဲ့လိုမျိုးစကားလုံးတွေပေါ့နော်အဲ့ဒါတွေကိုအသုံးပြုပြီးတော့ရေးနိုင်အောင်ဒီ high level language ကိုဖန်တီးခဲ့တာပေါ့နော်အဓိကအဲ့ဒီသုံးတဲ့ဒီ high level တွေကJava တို့ဒီ Python တို့JavaScript တို့ပေါ့နော်အဲ့ဒီဟာတွေပေါ့သူကကြတော့လူ level နဲ့မတူတာကကြတော့သူကလူသားတွေနားလဲအောင်လူသားတွေနားလဲလွယ်တယ်ပေါ့နော်ပြီးကြတော့သူက platform independent ဖြစ်ပြီးကြတော့သူက translation လိုတယ်ပေါ့နော်ဒီကွန်ပျူတာကကြတော့ဒီ high level language ကိုတိုက်ရိုက်နားမလဲဘူးဟိုအမားတို့ဒီကွန်ပျူတာကကြတော့0 1ဝယ်နားလဲတဲ့အတွက်အမားတို့ဟို compiler ကပြန်ပြီးတော့ compiler သုံးပြရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဓိကတော့သူက high level language ဆိုတာဒီအမားတို့ hardware ဘိုင်းနဲ့ပတ်သက်တာတွေကိုအမားတို့ကဟိုအလုံးရှုံးမခံတော့ဘူးเนาะဒီလူတွေ program အလွယ်တကူရေးနိုင်အောင်လုပ်ပေးတယ်ဟုတ် hardware ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အရင် target ထားကြမလို့တော့ဘူးเนาะ target ထားကြမလို့တော့ဘူး hardware နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာ register တွေဘယ် register မှာဘယ်လိုသိမ်းမယ်ဘာဘယ်နေရာပြီးတော့ဘယ်နေရာဘယ်လိုလုပ်မယ်ဆိုတဲ့ဟာတွေ hardware တွေကိုအရင် focus ထားကြမလို့ဘူးပေါ့နော်assembly language မှာဆိုလို့ရှိရင်ကျွန်တော်တို့က hardware ကို focus ထားရတယ်ပေါ့သူရေးတဲ့ code တွေက hardware ကိုအဓိကကြည့်နေရသေးတယ် hardware ကို focus ထားရတယ်ပေါ့နော်အခုကကြတော့အဲ့လိုမျိုးထားစရာမလိုတော့ဘူးအဲ့ဒီပိုင်းဆိုင်ရာတွေကကြတော့ language ကနေတာဝန်ယူပြီးတော့မှလုပ်ပေးသွားတာပေါ့နော်ပြီးတော့သုံးထားတဲ့ဟိုဟာကျွန်တော်တို့ဒီ program တစ်ပုဒ်ရေးတဲ့အချိန်မှာ3လိုက်တဲ့ memory တွေကိုရော3လိုက်တဲ့ space တွေအကုန်လုံးကိုရောဟိုဟာပဲ manage လုပ်သွားတာပေါ့နော်ဒီ high level မှာဆိုလို့ရှိရင်သူရဲ့ programming language ကိုတိုင်ရပဲ manage လုပ်သွားတယ်ပြီးတော့ language ဟာဆိုလို့ရှိရင် platform specific မဖြစ်တော့ဘူးပေါ့နော် platform specific မဖြစ်တော့ဘူး OS specific မဖြစ်တော့ဘူးအဲ့ဒါက platform independence ဖြစ်သွားတယ်လို့ပြောလို့ရတယ်ပြီးတော့
ဒါပေမဲ့ကျွန်တော်တို့က high level programming language တွေမှာဘာလို့အပ်လာလဲဆိုတော့ interpreter တွေ compiler တွေလိုအပ်တယ်ဘာဖြစ်လို့လဲ သူက translation လိုတယ်ပေါ့ translation လို့ရနော် OS ကထိုက်ရိုက်နားမလဲတဲ့အတွက်ကြောင့်မို့လို့ဟုတ်အဲ့ဒါဆိုတော့ဟိုအကုန်လုံး discuss လုပ်ပေးသွားတာကျေးဇူးတင်ပါတယ်ဟုတ်အဲ့ဒါဆိုတော့ဟိုဟာပေါ့နော်ဒီမနေ့ကစာ slide လေးတွေပြန်ဖတ်ဖြစ်လာအဲ့ဒီထက်မှမေးချင်တာလေးတွေရောရှိလားပေါ့နော်မေးချင်တာမရှိသေးရင်ကျွန်တော်မေးမယ်နော်အဲ့ဒါဆိုလို့ရှိရင်လို့ဟိုဟာကျွန်တော် Java source code ကိုမနေ့က Java source code file မနေ့က run လိုက် combine လုပ်လိုက်တယ်ပေါ့ combine လုပ်လိုက်တဲ့ချိန်မှာကျွန်တော်တို့ကဘာ file ရလာလဲ class file ရလာတယ်အဲ့ဒီ class file က platform specific ဖြစ်လား platform specific မဖြစ်တဲ့ class file လား မဖြစ်သေး platform မဖြစ်တော့ platform specific မဖြစ်ဘူးเนาะ platform specific မဖြစ်ဘူးအဲ့ဒီဟာကို platform specific ကိုကကုတ်ဖြစ်သွားအောင်ပြောင်းပေးတာကဘယ်သူကပြောင်းပေးတာလဲ JVM ကပြောင်းပေးတာအဲ့ဒါဆိုလို့ရှိရင် Java platform independence ဖြစ်သွားတယ်ဒီကတရက်ခံကဘယ်သူဖြစ်မလဲ JVM တောက်ဖြစ်တာပေါ့နော်ဟုတ်အဲ့ဒါဆိုကျွန်တော်တို့သုံးနေတဲ့ JVM ဆိုလို့ရှိရင် platform specific ဖြစ်လား platform specific မဖြစ်ဘူးလား ဖြစ်ပါတယ် platform မဖြစ်ဘူး platform independent ဖြစ်တာ JVM ကိုတိုင်ကတော့ platform specific ဖြစ်တယ်เนาะ JVM ကိုတိုင်က platform specific ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Java ကို install လုပ်တဲ့အချိန်မှာသက်ဆိုင်ရာ operating system ပေါ်မှာမူတည်ပြီးတော့ install လုပ်ရမှာ Macbook ပေါ်မှာ install Java ကို install လုပ်မယ်ဆိုလို့ရှိရင် Macbook အတွက်ထုတ်ထားတဲ့ JVM ကို download ဆွဲရမှာ Linux ပေါ်မှာ install လုပ်မယ်ဆိုလို့ရှိရင် Linux အတွက်ထုတ်ထားတဲ့ JVM ကို download ဆွဲရမှာเนาะသက်ဆိုင်ရာ OS user ပေါ်မှာမူတည်ပြီးတော့သက်ဆိုင်ရာ Java version ကို download ဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ JVM ဟာ platform specific ဖြစ်တယ်လို့ပြောလို့မရဘူးလားရတယ်နော်โอเคအဲ့ဒီအချိန်မှာပေါ့နော်ကျွန်တော်တို့ကဒီ combine လုပ်လိုက်တယ်ပေါ့ combine လုပ်လိုက်တဲ့ process မှာပေါ့နော် compilation fail သွားရဆိုလို့ရှိရင် class file ကထွက်လာလား class file မထွက်လာတော့ဘူးလား မထွက်လာတော့ class file မထွက်လာတော့ဘူးเนาะအဲ့လိုမျိုး compilation fail တာကိုကျွန်တော်တို့ကဘာလို့ပြောလဲဆိုတော့ combine time error လို့ပြောတယ်เนาะ combine လုပ်တဲ့အချိန်မှာ fail တဲ့ error ဟို error တက်သွားတာမို့လို့အဲ့လိုမျိုးဖြစ်သွားတာကို combine time error လို့ပြောရပါတော့เนาะအဲ့ဒါဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာတွေမှာ Java ရှိမရှိကိုစစ်မယ်ပေါ့နော် Java ရှိမရှိကိုစစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့စစ်လို့ရလဲဆိုတော့ command လေးတွေကိုသုံး terminal မှာဘာရိုက်ရမလဲဆိုတော့ Java space -version လို့ရိုက်လိုက်မယ်နော်အဲ့ဒါ Java version ရှိတဲ့ set တွေမှာကဒီလိုမျိုးဘယ် version ကို install လုပ်ထားပါတယ်ဆိုတဲ့ဟာလေးထွက်လာလိမ့်မယ်နော်အကုန်လုံးလိုက်လုပ်ကြည့်မယ် enter ခေါက်မှာလား ဟုတ်ပြီးရင် enter ခေါက်ရမယ်Java version မရှိဘူးထင်တယ် ဆရာကျွန်တော်ကဘာလဲဘယ်70.0.60+8ဟုတ်အဲ့ဆိုဒီလေးမှာက Java version 16ရှိနေတယ်ပေါ့နော် Java version 16ရှိတယ်17လား 17နဲ့ 70.0.60+8 ဟုတ်ပြီမ How the operation could not be completed so unable to locate a Java runtime ဆိုမရှိဘူးထင်တယ်ဟုတ်အဲ့ဆိုတော့မရှိဘူးဆိုတော့ကျွန်တော်တို့ကဒီ slide လေးမှာဆိုလို့ရှိရင်ဟိုဟာ Java ကိုပေါ့နော် Mac OS မှာ Macbook မှာဘယ်လိုမျိုးထည့်ရမလဲဆိုတာလေးကိုပြောပြပေးမယ်ပေါ့နော်ကျွန်တော်တို့က Home Blue ကိုတုံးပြီးတော့မှလုပ်လို့ရတယ်အဲ့ဆိုလို့ရှိရင် terminal မှာဘာရိုက်လို့ရလဲဆိုတော့ brew install openjdk ဆိုပြီးတော့မှရိုက်လို့ရတယ်ပေါ့နော်အရင်ဆုံး brew ရှိလားဆိုတာကိုအရင် Home Blue ရှိလားဆိုတာကိုအရင်ဆုံးစစ်မယ်ပေါ့နော်အဲ့ဆိုတော့အဲ့ဆိုတော့ blue minus version ဆိုတာအရင်ဆုံးဆက်လိုက်မယ်နော် blue minus version လို့ဆက်လိုက်မယ် brew space minus version no command not found command not found ဖြစ်နေတယ် command not found ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်ပေးတဲ့ command လေးကိုအမရဲ့ terminal မှာတစ်ချက်ရိုက်ပေးရမယ်နော်ဟုတ် Facebook ဘယ်ကနေပေးရင်အဆင်ပြေလဲမသိဘူး Facebook လူထဲကနေပဲပေးရမလားရတယ်အဲ့ဆိုအခုပေးလိုက်တဲ့ comment ကိုလေအစားဆုံး copy ကူးပြီးတော့အမရဲ့ဟိုဥစားမှာအမရဲ့ terminal လေးမှာရိုက်ပြီးတော့ enter ခောက်လိုက်နော်ပြီးရင်ဘယ်လိုခြေနေဖြစ်သွားလဲဆိုတာပြန်ပြောပေးတော့ terminal မှာ copy link နော် copy link ပေါ့ပင်ကနေစကူရမှာနော် select ပင်ကနေစကူရမှာပြီးတော့အဲ့ဒါကနေ select လိုက်တဲ့အဲ့မှာ copy မပါ copy link မပါဆို copy link လုပ်လိုက်မယ်နော် control C နဲ့လို့ command C နဲ့လုပ်လို့ရတယ် copy မပါလို့ရှိရင် command C ဟုတ် command C ဆိုလို့ရှိရင်တော့ copy ကူတာပေါ့ဟုတ် shortcut အနေနဲ့ပေါ့လေ
အဲ့ဒါပြီးတမနာမှာဟုတ်ရပြီအဲ့ဒါခေါ်မနော် enter ခေါက်လိုက်ပါဟုတ် checking for sudo access which may request your password တောင်း ဟုတ်အဲ့ဆို password ထည့်လိုက်ကိုယ့်ရဲ့ဟို Okay အဲ့ဆိုတော့ကျွန်တော်တို့က blue minus version ဆိုပြီးတော့မှပြန်ကြည့်မယ်เนาะ blue space brew space minus version နဲ့ပြန်ကြည့်မယ်เนาะ not found not found ဖြစ်နေတော့အဲ့ဆိုလို့ရှိရင်အခုဖွင့်ထားတဲ့ terminal ကိုပိတ်ပြီးတော့နောက်ထပ် terminal အသစ်ပြန်ဖွင့်ပြီးတော့ terminal အသစ်တစ်ခုနောက်ထပ်ပြန်ဖွင့်ပြီးတော့ကျွန်တော်တို့ကဒီ comment ကိုပြန်ရိုက်မယ်เนาะ အဲ့ဒီ blue ဟောရရမှာလား ဟုတ်တယ် brew space minus version ကိုပြန်ရိုက်အဲ့ဆိုလို့ရှိရင် home blue ကဝင်သွားပြီအဲ့ဆို home blue အကြောင်းလေးကိုတစ်ချက်ပြောပြမယ်เนาะအဲ့ဒီ home blue ဆိုတာကဘာလဲပေါ့เนาะ home blue ဆိုတာကကျွန်တော် MacBook တွေမှာဆိုလို့ရှိရင်လေ software တွေကိုကျွန်တော်တို့ software တွေပြီး software library တွေခုလိုမျိုး Java တွေ Python တွေစသဖြင့်အဲ့ဒါတွေကို developer ပြီးတော့ developer tools တွေပေါ့เนาะအဲ့ဒါတွေကိုကျွန်တော်တို့ကအလွယ်တကူပေါ့ command လေးတစ်ချောင်းတန်းနဲ့ install လုပ်ချင်တယ်အဲ့ဒါတွေကို software package တွေကို command လေးတစ်ချောင်းတန်းနဲ့ manage လုပ်ချင်တယ်ဆိုလို့ရှိရင်သုံးတယ်ဒီ software package manager ပေါ့အဲ့ဒါကို software package manager လို့ပြောတယ်เนาะတန်တဲ့သူတွေလည်းမှတ်ထားကြเนาะအဲ့ဒီမှာ manager အဲ့ဒါ blue ဆိုတာကဘာလဲဆိုတော့ကိုယ့် set ထဲမှာ home blue ရှိနေတယ်ဆိုလို့ရှိရင်ကိုက software တွေ install လုပ်တာအရန်လွယ်သွားတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကခုန Java ကို install လုပ်မယ်ဆိုလို့ရှိရင် Oracle website ထဲကိုသွားပြီးတော့ Java ကိုဘာလုပ်ရမလဲ download ဆွဲเนาะ Java ကိုကိုယ် set နဲ့ guide တဲ့ Java ကို download ဆွဲပြီးတော့အဲ့ဒီ zip file ကိုဖြည့်ပြီးတော့ step by step တွေလုပ်ရမှာကအရန်များတယ်ပေါ့เนาะအဲ့လိုမျိုးခက်မလုပ်ချင်ဘူးဆိုလို့ရှိရင်ကိုယ့် set ထဲမှာ home blue ရှိရတဲ့ comment လေးတစ်ချောင်း run လိုက်တာနဲ့ Java install လုပ်ပြီးသားဖြစ်သွားတာပေါ့เนาะအဲ့လိုမျိုးဖြစ်သွားအဲ့ဆိုတော့ကျွန်တော်တို့ကဒီကတော့ तू ကဘာအတွက်လဲဆိုတော့तू က store ဆိုင်လိုမျိုးပဲပေါ့เนาะဖုန်းမှာဆိုလို့ရှိရင် application တစ်ခုလိုတယ်ဆိုလို့ရှိရင်ဘယ်ကိုသွားရလဲ app store ထဲကိုသွားရတယ် app store ထဲကိုသွားပြီးတော့မှ download ဆွဲပြီးတော့မှဒီကိုသုံးချင်တဲ့ဟာသုံးလို့ရတယ်လေကိုသုံးချင်တဲ့ application ကိုသုံးလို့ရတယ်ဒီ MacBook တွေမှာဆိုလို့ရှိရင် terminal တွေမှာကြတော့ तू က home blue ကို support ပေးထားရပေါ့เนาะဒီ home blue ကို install လုပ်ထားပြီးဆိုလို့ရှိရင်ကိုလိုချင်တဲ့ software ကိုအလိုလေရောက် तू က install လုပ်ပေးတယ်เนาะ comment လေးတစ်ချောင်း run လိုက်တာနဲ့အကုန်လုံးကိုစက်ရဲ့ dependency နဲ့ guide တဲ့ဥစ္စာတွေအကုန်လုံးကို तू ကလုပ်ပေးတယ်ပေါ့เนาะအဲ့ဒါဆိုတော့तू က package manager အနေနဲ့လုပ်ပေးတယ် package manager အနေနဲ့လုပ်ပေးတယ် dependency တွေဆိုတာကဘာကိုပြောရလဲဆိုတော့ဟိုဟာပေါ့ဟိုJava သွင်းဖို့အတွက်ဆိုလို့ရှိရင်ဥပမာနောက်ထပ်လိုအပ်တဲ့ software အသေးလေးတွေရှိမယ်ပေါ့နော်အဲ့ဒါကို Brew ကအလိုလေးရောက်သူ့အနေနဲ့သူရှာပေးပြီးတော့အမရဲ့ set နဲ့ guide တဲ့အမ set ရဲ့ဘယ်လိုပြောရမလဲ operating system နဲ့ guide တဲ့နော်လောက်ထားတဲ့ memory structure တွေနဲ့ guide တဲ့ဟာကိုသူ့အနေနဲ့သူရှာပေးပြီးတော့ရှာဖွေပြီးတော့မှ installation လုပ်ပေးတဲ့ဟာကိုပြောတာရှာဖွေပေးတာကိုပြောတာပေါ့နော် dependency ဆိုတာကကျတော့အဲ့ဒါတွေ Java သွင်းတဲ့အချိန်မှာနောက်ဆက်တွဲလိုအပ်လာမယ်ဘာကြီးလဲဆိုတော့ software အသေးလေးတွေကို dependency တွေလို့ပြောတယ်အဲ့ဒီခါကျတော့ကိုယ့်အနေနဲ့ကိုလုံးမယ်ဆိုလို့ရှိရင်အဲ့ဒီ dependency တွေကမကိုက်ဘူးဆိုလို့ရှိရင် error တွေတက်နိုင်တယ်ပေါ့နော်ပြီးတော့ installation ကကိုအောင်မြင်ဆက်ဖြစ်ဖို့ကခက်ခဲမယ်ပေါ့နော် command line tools တွေကိုသုံးနေဆိုတာကကျတော့ကျွန်တော်တို့က command ကနေပြီးတော့မှ terminal ဖွင့်ပြီးတော့ဒီကိုလုပ်ချင်တဲ့အလုပ်လေးတွေကိုခိုင်းတာပေါ့နော် mouse တွေ click ပြီးတော့ခါကျတော့ဟိုကဖွင့်တရားဖွင့်လုပ်နေမဲ့အစားပေါ့ command line ကနေပြီးတော့ file တွေ create လုပ်ရတယ်မနေ့ကဆိုလို့ရှိရင် command line ကနေ directory တွေ create လုပ်ပြတယ် folder တွေစောက်ပြတယ် file တွေစောက်ပြတော့ပေါ့နော်အဲ့ဆိုတော့ဒီ developer တယောက်အနေနဲ့က command line tools လေးတွေကိုတည်ထိုက်တာလေးတွေကိုလေ့လာထားဖို့လိုတယ်အဲ့ဒီခါကျရင်ကိုက program ရေးတဲ့အချိန်မှာဟိုပါပေါ့ညံဆန်ပြီးတော့ပို့ပြီးတော့မှထိရောက်နဲ့အသုံးပြုနိုင်မှာပေါ့နော်ကိုရဲ့ computer Okay အဲ့ဆိုတော့ကျွန်တော်ကအခု Java version 21ကို install လုပ်ချင်တယ်ပေါ့နော် install လုပ်ပေးချင်တယ်အဲ့ဆိုလို့ရှိရင်ဘယ်လိုရိုက်ရမလဲဆိုတော့ brew space install OpenJDK at 21လို့ရိုက်ရမယ်နော် brew space install space ပြီးတော့ OpenJDK 21ကျွန်တော်တစ်ချက် screen share လိုက်မယ်ဟုတ်အဲ့ဆိုကျွန်တော်တော်လေး stop လိုက်မယ်နော်ဟုတ်Okay ကျွန်တော် screen မြင်ရပြီလားမသိဘူးstop မနေရမတွေ့တော့ stop တဲ့နေရာကကျွန်တော်တို့ဟိုဟာအိမ်ဟုတ်တယ်အဲ့ဒါလေးပဲအဲ့ဒါလေးကိုတစ်ချက် click လိုက်အဲ့ဒီမှာသူ enter ခေါက်မယ်နော်ဟုတ်ခဏလေးနော်install OpenJDK 21 copy ပါပြီဟုတ်အဲ့ဆိုတော့သူ install လုပ်နေလိမ့်မယ်ပေါ့နော် process လေး success ဖြစ်သွားတာဒန်းသွားလို့ရှိရင်တစ်ချက်ပြောပြီနော်သူကပါလေ do you want to
proceed with the installation ဆိုတဲ့နေရာမှာရက်နေမပြီးရပါနော် Do you want to Do you want to proceed with the installation ဆိုတဲ့အကြောင်းမှာရက်နေ အဲ့ဆို enter ခောက်မယ် enter ခောက်လိုက်အဲ့ဒါ enter ထက်ခေါက်မယ် enter ထပ်ခောက်လိုက်ဟုတ် invalid input please press y to proceed or n to abort okay အဲ့ screen တစ်ချက် share ပေးပါလားတော့ကြာဟိုစားရေးကြီးရဲ့ဥစ္စာဖြစ်နေမှာဆိုလို့ဟုတ် ဟုတ် ရေးကြီးတဲ့ permission တွေဖြစ်နေမှာဆိုလို့ ဟုတ်တွေ့လားတွေ့ရလားမသိနော်ဟုတ် နည်းနည်းတော့ဝါနေသေးရဲ့เนาะတစ်ချက်လေးစောင့်အောင်မယ်ခဏ Okay do you want to proceed with the installation ဆိုတော့ yes ဆိုတော့ y အသေးလေးကိုထည့်ပေးမယ်เนาะ small letter y အဲ့ဆိုလို့ရှိရင်အခု तू ကလိုအပ်တဲ့ dependency တွေအကုန်လုံးကိုလေသူ့အနေနဲ့ तू ရှာပြီးတော့သူ့အနေနဲ့ तू download လုပ်ပြီးတော့ install လုပ်သွားတာကိုကဘာမှခေါင်းစားစရာမလိုတော့ဘူးပေါ့နော်အဲ့ခါကျတော့တကယ်တမ်းကကျွန်တော်တို့က Java ကို install လုပ်တဲ့အချိန်မှာပေါ့နော်ဟိုဟာ JVM တစ်ခုတည်းနဲ့ရလာဆိုတော့ JVM တစ်ခုတည်းနဲ့မရအောင် JVM ကဘာလုပ်ပေးရပဲလဲဆိုတော့ထွက်လာတဲ့ class file ကိုဘာလုပ်ပေးတာပဲလဲတက်ဆိုင်က machine တွေကနားလဲတဲ့ machine code ကိုပဲ तू ကပြောင်းပေးနိုင်တာပေါ့နော် ဟုတ် အဲ့ဒါဆိုတော့ကျွန်တော်တို့က Java ရဲ့ environment မှာဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုတော့ JDK လိုတယ် JRE လိုတယ် JVM လိုတယ်ဒီ၃កောင်ရှိမှ Java အလုပ်လုပ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် तू နောက်ဆုံးပြောထားတဲ့စာလေးကို तू ဖတ်မယ်ပေါ့နော် if you need to have hello အဲ့ဆိုတော့ Java install လုပ် hello ကြားရတယ်နော် ဟုတ်ကြားပါ အဲ့ဆိုတော့ကျွန်တော်တို့လေ Java install လုပ်ပြီးသွားပြီဆိုတော့ဒီနေ့ကမနေ့ကကျွန်တော်ရေးတဲ့အတိုင်းကို Java program လေးလိုက်ရေးမယ်နော် Java program လေးလိုက်မရေးခင်မှာကျွန်တော်ကဘာကိုရှင်းပြချင်တာလဲဆိုတော့ IDE တွေကိုရှင်းပြချင်တာပေါ့နော် IDE ဆိုတာဘာလဲဆိုတော့ integrated development editor တော့ Eclipse လည်းရှိတယ် JBuilder လည်းရှိတယ် NetBeans လည်းရှိတယ် Dr. Java လည်းရှိတယ်ပြီးတော့ IntelliJ တွေဘာမျိုးရှိ IntelliJ တွေကိုဘာလို့လဲရှိတယ်ပေါ့နော်ဒါကတော့ကို familiar ဖြစ်တဲ့ IDE ကိုသုံးလို့ရတယ်ကျွန်တော်ကတော့ Eclipse သုံးတယ်ပေါ့နော်အဲ့ဒါဆိုတော့ Eclipse ကို download ဆွဲမယ်ဆိုလို့ရှိရင်တော့ဒီ URL လေးထဲကိုဝင်ပြီးတော့ download ဆွဲလို့ရတယ်နော် download ဆွဲလို့ရတယ် slide နဲ့ပြနေ ဟုတ်တယ် slide နဲ့ပြနေတာ slide ကိုမြင်ရလား ဘာမှမရ ဘာမြင်ရအောင်လား sorry ဘူး okay အဲ့ဆိုတော့ခုနပြောစင်တာကဘာလဲဆိုတော့ IDE ကိုမိတ်ဆက်ပေးရပါတော့ IDE ဆိုတာကဘာလဲဆိုတော့ integrated development environment ကိုပြောချင်တာเนาะ integrated development environment ဆိုတာက program တွေရေးတဲ့အချိန်မှာလွယ်ကူအောင်အတွက်เนาะ program တွေရေးရတာလွယ်ကူအောင်အတွက်ကိုထောက်ပံ့ပေးတဲ့ပစ္စည်းတစ်ခုပေါ့เนาะ okay ဟုတ်ပြီကျွန်တော်တို့အခုကဒီ program တွေမရေးဘဲနဲ့လေပုံမှန်စာတွေပါရိုက်တက်ဆိုလို့ရှိရင်ဘာနဲ့ရိုက်လဲပုံမှန်စာရေးတယ်ပေါ့နော်ကိုယ့်ရဲ့ကွန်ပျူတာမှာစာရေးမယ်ဆိုလို့ရှိရင်ဥပမာပေါ့နော် TOUCH မနေ့ကဒီကြပါspace ထဲဝင်နေအဲ့ဒီထဲမှာကျွန်တော် test file လေးတစ် file ဆောက်မယ်ဆိုလို့ရှိရင်ဒီရက်ထဲမှာပေါ့နော်ဒီကောင်ဖွင့်လိုက်တယ်ပေါ့မနေ့ကဆိုလို့ရှိရင်ကျွန်တော်ကဘာနဲ့ဖွင့်လဲဆိုတော့ဒီ software IDE နဲ့ဖွင့်လိုက်တယ်ပေါ့နော် IDE မဟုတ်ဘဲနဲ့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်စာရေးတယ်ဆိုလို့ရှိရင်ဘာနဲ့ဖွင့်လဲ test editor နဲ့ဖွင့်တယ်နော်ဒါကဘာလဲဆိုတော့ test editor မှာကျွန်တော်ကဒီစာတွေရေးလို့ရှိရင်တော့ဆင်ပြေတယ်ကွာ hello ဘာညာတလက်ကရေးတယ်တိုက်တာရေးလို့ရတယ်မရဘူးလား ရပါတယ် တိုက်တာရေးလို့ရတယ်ဒါပေမဲ့ဒီ test editor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ကဟိုဟာပေါ့ language ရဲ့ grammar ကိုပဲ तू ကစစ်ပေးနိုင်တာဒီ program ရမှားနေလားမှန်နေလားဘယ်ဟာ class လဲဘယ်ဟာ method လဲဆိုတာတွေကို तू က highlight လုပ်ပေးနိုင်လားဆိုတော့မလုပ်ပေးနိုင်ဘူးပေါ့နော် test editor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ highlight မလုပ်ပေးနိုင်ဘူးပြီးတော့ကျွန်တော်ကဒီမှာပေါ့နော် program မှာမှားပြီးတော့ဒီမှာဆက်ပြီးတော့ရေးလိုက်တယ်ဆက်ပြီးတော့ရေးလိုက်တဲ့အချိန်မှာ तू တိလားဒါ programming language တစ်ခုခုကိုသုံးပြီးတော့ရေးတာရေးနေရဆိုတာကို तू မသိဘူးပြီးတဲ့အခါကျတော့ဒါကဘာတွေလဲ Java code လား Java code ဆိုလို့ရင် syntax ကဘယ်လိုရှိလဲသူရဲ့ grammar ကဘယ်လိုရှိလဲဆိုတာကို तू ကမသိဘူးမသိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က program ရေးတဲ့အချိန်မှာ integrated development editor တွေမဟုတ်ဘဲနဲ့ tax editor တွေကိုသုံးပြီးတော့ရေးမယ်ဆိုလို့ရှိရင်ဘာတွေအခက်အခဲရှိလဲဘာတွေအခက်အခဲရှိမလဲ
တီ ဘာမှမသိဘူး program ကမှားနေတာကို sentence တွေမှားနေတာကိုလည်းမှားနေမှန်းကိုကမသိဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒီဆိုတော့ကျွန်တော်တို့ first year လောက်တုန်းကဆိုလို့ရှိရင် IDE တွေကိုမသုံးရဘူးပေါ့နော်တစ်နှစ်ပတ်လုံး IDE တွေကိုမသုံးရဘူးဘာနဲ့ပဲလုပ်ရလဲဆိုတော့စာအုပ်ရဲ့ဒီလိုမျိုး text editor မှာပဲ program ကိုရေးကြတာပေါ့နော်အဲ့ဒီခါကျတော့အရန်မှားတာပဲ program ကလေရေးတဲ့ချိန်မှာကိုကသူ့ရဲ့ sentence တွေကိုလည်းမသိသေးတဲ့ခါကျတော့မှားလိုက်ရေးလိုက်ဒီ hello world လေးတစ်ပုဒ်ကိုတော့မှအဖြေမှန်ထွက်အောင်ဆိုလို့ရှိရင်နေဝက်လောက်ကြာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒါကလည်းနောက်ပိုင်း IDE တွေပေါ်လာတယ် IDE တွေကိုသုံးရတဲ့အချိန်ကျတော့ IDE တွေကအရန်လွယ်ကူတယ်လို့ကိုယ်စိတ်ထဲမှာဖြစ်သွားရပေါ့နော်ကိုက text editor ကိုခက်သုံးခဲ့ရလို့အဲ့ဒီခါကျတော့အရင်ကဆိုလို့ရှိရင် IDE တွေမပေါ်ခင်တုန်းကဆိုလို့ရှိရင်လူတွေက text editor တွေကိုသုံးတယ် text editor တွေကိုသုံးတဲ့အတွက်ကြောင့်မို့လို့အခက်ခဲအားပါရှိလဲဆိုတော့ program ရဲ့ sentence တွေကိုမသိဘူးเนาะပြီးတော့ဒီ line text editor တွေကကြတော့ဒီ text စာရိုက်ဖို့အတွက်ပဲသူကဖန်တီးထားတာတွေဖြစ်တယ်ပေါ့เนาะ program ရေးဖို့အတွက်မဟုတ်ဘူးเนาะအဲ့ဒီကကြတော့ကျွန်တော်တို့ကဒီ Java program ကိုပေါ့ text editor မဟုတ်ပဲねဘာနဲ့ဖွင့်မလဲဆိုဘယ်လိုဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့ code လေးကဒီမှာဆိုလို့ရှိရင် access modifier ဆိုလို့ရှိရင် access modifier အယောင်လေးတစ်မျိုးเนาะပြီးတော့ဘေးမှာ line number လေးတွေပေါ်တယ်အဲ့ဒါဆိုကျွန်တော်ကစာသင်တဲ့ချိန်မှာ line number ဘယ်လောက်ကိုကြီးလိုက်ပါ line number 3ကိုကြီးလိုက်ပါ line number 2ကိုကြီးလိုက်ပါအစပြဘာလုပ်လို့ရလဲဆိုတော့ပြောလို့ရတယ်เนาะပြီးတော့ဒီ method ဆိုလို့ရှိရင်သူအယောင်တစ်မျိုးเนาะပြီးတော့အဲ့ဒီထက်မှာကျွန်တော်တို့ကဒီ method ထက်မှာရေးထားတဲ့ဒီထက်မှာရေးထားတဲ့ prompt ဆိုလို့ရှိရင်သူအယောင်လေးကတစ်မျိုးအဲ့လိုမျိုးပြနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က IDE တွေကိုသုံးလာတယ်ပေါ့နော်အဲ့ဒီမှာ IDE မှာကျွန်တော်ကမှားပြီးတော့ရေးမယ်ပေါ့အမှားတွေကိုရေးလိုက်တယ်ဆိုလို့ရှိရင်လည်း program ကဘာဖြစ်လဲဆိုတော့သိတယ်နော်ဒီမှာအမှားတွေကိုရေးတယ်ဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုတော့ program ကသိနိုင်တယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ခုသုံးမှာတော့လေ IntelliJ ကိုမသုံး IntelliJ license version တွေပါနေရှုပ်ရှက်ခတ်နေတော့အခုဟိုမှာ Messenger မှာပို့ထားတဲ့ link ထဲကိုဝင်မယ်နော် Messenger မှာပို့ထားတဲ့ link ထဲကိုဝင်ပြီးတော့အဲ့ဒီမှာ Eclipse IDE ကို download ဆွဲမယ်နော် Eclipse IDE ကို download ဆွဲတဲ့အချိန်မှာသူကဘေးမှာ download link မှာ Windows အတွက် Mac OS အတွက် Linux အတွက်လို့ပြောထားတယ်ပေါ့နော်ကျွန်တော်တို့က Mac OS မှာ64ကို download ဆွဲရမယ်နော် ဟုတ်ဆရာဝန်လေးဖိုင်ဘာပို့ပေးလို့ရHello ဟုတ်ကဲ့ဟုတ် Mac OS ကိုမှအမြောက်86 64ဟာထားရမှာလားမဟုတ်ဘူး64ကိုပဲ download လိုက်ရင်ရပြီအကုန်လုံးကတော့64 bit operating system ပဲဖြစ်ဖို့များရပါတော့အခုသုံးကြတာကတော့လေဟုတ်ဒီမှာဟိုလေ Mac OS ဆိုပြီးမှသူကနှစ်ခုရှိရယ် online တားထားတဲ့နှစ်ခုတစ်ခုက AR64 ရယ်နောက်တစ်ခုကじゃအမြောက်86 64AR64ကိုပဲ down ပါနော်ဟုတ်ဆရာကျွန်တော်လေးဖိုင်ဘာပို့ပေးလို့ရလားဗျsorry Okay ဒါလို့ဆွဲပြီးပြီဆိုလို့ရှိရင် Eclipse Eclipse download ဆွဲပြီးရင်ပြောမယ်နော်ဟုတ်ကဲ့ဗျာဆရာဆောင်းနေEclipse download ဆွဲနေတဲ့အချိန်မှာစာနည်းနည်းသင်လိုက်မယ်ပြီးလို့ရှိရင်ပြောပေးနော်ဟုတ်ကဲ့ဗျာဆရာအချိန်ပုတ်သွားမှာဆိုလို့10 secondအဲ့ဆိုတော့ကျွန်တော်တို့ Java architecture မှာကြတော့ကျွန်တော်တို့သိရမှာကဘာကိုသိရမှာလဲဆိုတော့ဒီ Java မှာ JVM ရှိတယ် JRE ရှိတယ် JDK ရှိတယ်နော်ဟုတ်ပြီးတော့ဆရာဘာလုပ်ရမလဲပြီးသွားပြီလားနောက်ဆိုလို့ဟုတ်အဲ့ဆိုညီလေးမအောင်စောက်လိုက်အောင်မယ်နော်ဒါစောက်နေပြောလိုက်မယ် Java မှာဘာတွေရှိလဲဆိုတော့ JVM ရှိတယ် JVM ကဘာလဲဆိုတော့ Java Virtual Machine JRE က Java Runtime Environment JDK ကကြတော့ Java Development Kit နော်အဲ့ဒါတွေကဘာတွေလဲပေါ့နော် JVM ကကြတော့အမားတို့တည်ထားပြီးသား JVM ကဘာလဲဆိုတော့ Virtual Machine ကဘာလုပ်ပေးရလဲVirtual Machine ကဘာလုပ်ပေးရလဲVirtual Machine ကဘာလဲအဲ့ဒါဘာပိုက်တခြား platform မှာ run လို့ရအောင်လို့တခြား platform မှာ run လို့ရအောင်လို့လုပ်ပေးတာမှန်တယ်ဟုတ်နောက်တစ်ယောက်ဖြည့်မယ်ကြောက်တစ်ချက်စီဖြည့်မယ်တစ်ချက်နှစ်ချက်စီဖြည့် JVM ကလေအများကြီးပဲလေ JVM က platform specific ဖြစ်တယ်လို့ဖြည့်လို့မရအောင်လားရတယ်နော်ဟုတ်ကဲ့ JVM ကဘာကို JVM ကဘာကို interpret လုပ်ပေးရလဲ
Java bytecode တွေ Java bytecode တွေကို interpret လုပ်ပေးတာ interpret လုပ်ပြီးတော့ဘာတွေရလာလဲ machine code ကိုရလာတယ်နော်စာလောက်ကြမယ်နော် Java runtime environment ဆိုတာကတဲ့ JVM Java runtime environment ပေါ့နော်အဲ့ဒီ package ထဲမှာဘာရှိလဲဆို JVM ရှိတယ်ဒါ JRE ရဲ့အထဲမှာဘယ်သူကရှိရလဲ JVM ကရှိတာနော် JVM ကရှိတယ်တဲ့အဲ့ Java runtime environment မှာဆိုလို့ရင် Java library တွေ application run ဖို့အတွက်လိုအပ်တဲ့ Java library တွေအကုန်လုံးက JRE ထဲမှာပါတယ်နော်အဲ့ဒါဆိုတော့ JVM ကကြတော့ तू အလုပ်ကတစ်ခုတည်းပဲ bytecode ကိုဘာလုပ်ပေးရလဲသက်ဆိုင်ရာ bytecode ကိုသက်ဆိုင်ရာ OS ပေါ်မှာတင်လွှမ်းလို့ရအောင်အတွက်ကိုနော် Java runtime environment အတွက် Java run နေတဲ့အချိန်မှာပေါ့ Java runtime environment မှာ Java application ကိုထောက်ပံ့ပေးတာနော် Java Java runtime environment JRE ရဲ့အရှိရပါလဲဆိုတော့ Java runtime environment JRE ရဲ့အထက်မှာ JVM ပါတယ် JRE မှာကျတော့ Java library တွေပေါ့နော် application run ဖို့အတွက်လိုအပ်တဲ့ Java library တွေ तू က support ပေးတယ်နော် JDK ကဘာလဲဆိုတော့ Java development kit အဲ့ဒီ Java development kit မှာကျတော့ Java ကို develop လုပ်တဲ့အချိန်မှာ Java application ကို develop လုပ်တဲ့အချိန်မှာပေါ့နော် तू က comprehensive toolkit အနေနဲ့သုံးတာပေါ့အဲ့ဒါဆို JDK ရဲ့အထက်မှာ JRE ရှိတယ် JRE ရဲ့အထက်မှာ JVM ရှိတယ်အဲ့ဒါဆိုပုံအနေနဲ့ကြည့်ရင်တော့ဒီလိုမျိုးပေါ့ JVM ရဲ့အထက်ဆုံးမှာရှိတယ်သူ့ရဲ့အပြင်မှာ JRE JDK ရှိမယ်နော်အဲ့လိုမျိုးဖြစ်မယ်အဲ့ဒါဆိုတော့ဒီ feature တွေကိုမပြောခင်မှာslide တစ်ခုပြောင်းနေ ဆရာအဲ့ဒီ JDK ဟာလေးတစ်ချက်တင်ပြကြည့်ပါလား ဟုတ် အဲ့ဒီဥစ္စာလေး2kit ဆိုတာအဲ့ဒီထဲမှာ2တွေအကုန်ရှိအောင်ပြောရလား ဟုတ်တယ် toolkit ဆိုတာကအဲ့ထဲမှာကိုသုံးချင်တဲ့ tools တွေပေါ့ developer တွေအတွက်အသုံးဝင်တဲ့ tools တွေအကုန်လုံးကိုသူကဒီ JDK ထဲမှာရှိတာเนาะဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့က JRE ရဲ့အထက် JRE ရဲ့အထက်မှာဒီပုံလေးကိုတစ်ချက်ကြည့်လိုက်ရင်မြင်သွားလိမ့်မယ်ပေါ့နော် JDK က Java development kit အဲ့ Java development kit မှာဆိုလို့ရှိရင် Java development 2 ဖြစ်တဲ့Java compiler တွေJava document တွေပြီးတော့ jar တွေdebugger တွေပေါ့နော် debugger တွေ granted Maven တွေ granted integration တွေအကုန်လုံးကဒီ Java application ကို develop လုပ်တဲ့အချိန်မှာလိုအပ်တဲ့ဟာတွေအကုန်လုံးက Java development kit ထဲမှာရှိတာเนาะ Java document ဆိုတာကကြတော့အမားက Java နဲ့ပတ်သက်ပြီးတော့သုံးတဲ့အချိန်မှာ integer ကပါလဲ string ကပါလဲပြီးတော့ဒီသူ့မှာပေါ့နော် utils method ဘာဘယ်လိုလုပ်ရလဲပေါ့နော်အစားပြအဲ့ documentation အသေးစိတ်ကိုဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းသူ့မှာပါပြီးသားเนาะသူ့ရဲ့documentation ကို official documentation ကိုဒီမှာဖတ်လို့ရတယ်ပြီးတော့Java file တွေပေါ့နော်တခြားကျွန်တော်တို့သုံးလို့ရတယ်အသုံးဝင်တဲ့ Java file တွေပေါ့အဲ့ဒါတွေက Java development 2ထဲမှာရှိတယ်ပေါ့နော် developer တွေသုံးလို့ရအောင်အတွက်ကိုလုပ်ထားပေးတယ် Java file တွေပြီးတော့ဒီ debugger ပေါ့နော် debugger ဆိုတာကကျွန်တော်တို့ရေးနေတဲ့အချိန်မှာလေကိုယ့်ရဲ့ code က sentence တွေမှားနေတယ်ဆိုလို့ရှိရင် debug လုပ်ပေးတဲ့ debugger တွေကလည်းဒီ JDK ရဲ့အထက်မှာရှိတယ်เนาะအဲ့ဒါဆိုတော့ဒီ Java ရဲ့ rules ကိုဆက်ကျင်ပြီးတော့လေရေးတဲ့ code တွေပါညာတွေရှိရဆိုလို့ရှိရင်ဒီ debugger က debug လုပ်ချက်ချင်း debug လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒါဆိုကိုကရေးနေတဲ့တစ်ခါတည်းပြင်လိုက်လို့ရတယ်ပေါ့ပြီးတော့Maven နဲ့ granted integration တွေလည်း Maven နဲ့ granted integration တွေကကျတော့ဒီ Java application မှာကိုကနောက်ထပ်တခြား jar တွေထပ်ချင်တယ်တခြား dependency တွေထပ်ချင်တယ်ဆိုလို့ရှိရင်သုံးတဲ့ဥစ္စာပေါ့နော်အဲ့ဒါတွေကလည်းဒီ Java development kit ထဲမှာရှိတယ်ရပြီ Okay တောင်းပြီးတော့ ဟုတ်အဲ့ဒါဆိုဒါလေးဆက်ရှင်းလိုက်မယ်နော်အဲ့ဒါဆိုကျွန်တော်တို့ကဒီ Java C compiler ကနေပြီးတော့ compile လုပ်လိုက်တယ် Java ရေးတဲ့အချိန်မှာ तू က Java ရေးနေတဲ့အချိန်မှာပေါ့ဒါတွေကို तू က support ပေးတယ်ပေါ့နော် JDK ကပြီးတော့ရေးပြီးတဲ့အချိန်မှာဒီ Java C က compile လုပ်လိုက်တဲ့အချိန်မှာ bytecode file တွေရလာတယ်အဲ့ဒီ bytecode file ကclass file ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရင် Java compile လုပ်ပြီးတဲ့အချိန်မှာရလာတဲ့ class file လေအဲ့ဒီ class file ကိုကျွန်တော်တို့က JVM ကိုပေးလိုက်တာ JVM ကိုပေးလိုက်တဲ့အချိန်မှာ JVM ကဘာလုပ်လဲဆိုတော့ဒီဘက်မှာ Java class library တွေရှိတယ်အဲ့ Java class library တွေကဘယ်ထဲမှာရှိရလဲဆိုတော့ JRE ရဲ့အထက်မှာရှိတာเนาะ JRE ရဲ့အထက်မှာရှိတာအဲ့ဒါဆိုတော့အဲ့ Java class library တွေနဲ့ Java class library တွေဆိုတာကJava developer တွေက Java programming language ကိုအသုံးပြုတဲ့အချိန်မှာအသုံးဝင်အောင်အတွက်ကိုဖန်တီးပေးထားတဲ့ library တွေပြန်ပြောမယ်နော် developer တွေက Java programming language ကိုအသုံးပြုတဲ့အချိန်မှာအသုံးဝင်တဲ့ util method တွေ library တွေကိုသူကကြိုပြီးတော့ဖန်တီးပေးထားတာဥပမာပေါ့နော်ကျွန်တော်တို့က square root တင်တာတို့ power တင်တာတို့အဲ့လိုမျိုးဆိုလို့ရှိရင်သုံးလို့ရအောင်အတွက် mathematics နဲ့ပတ်သက်တဲ့ function လေးတွေကို तू က support ပေးထားတာရှိတယ် तू ဒါ support မပေးလို့ရှိရင်ကိုယ့်ဟာနဲ့ကိုရေးနေရမှာအဲ့ဒါတွေအတွက်ကိုနော်ပြီးတော့ဘာတွေရှိမလဲဆိုတော့ date ဒီ user စီကနေ import တောင်းမယ်ဆိုလို့ရှိရင်user စီကနေ import တောင်းလို့ရအောင်အတွက်ကိုထောက်ပံ့ပေးထားတဲ့ဒီ buffer reader တွေ scanner တွေရှိမယ်အဲ့ဒါတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ရေးကြမလို့ဒီ Java class library ထဲကနေယူသုံးလို့ရတယ်เนาะပြီးတော့တခြား data type တွေပေါ့နော် data type တွေကိုလည်း तू ကဒီထဲမှာဖန်တီးပေးထားတာတွေရှိတယ်အဲ့ဒါတွေကကြတော့ तू က JRE ကနေပြီးတော့ Java runtime environment ကနေပြီးတော့ तू ကထောက်ပံ့ပေးတာ
JVM ကအလုပ်ကဒီ JRE ရဲ့အထက်မှာသူကရှိနေတယ်ရလာတဲ့ class file ကိုသူက class loader system ရှိတယ်ပေါ့နော် class loader system ကကြတော့ဒီဘက်မှာရှိတယ်ကျွန်တော်တို့ခေါ်သုံးထားတဲ့ဟို Java external ဟို Java ရဲ့ internal library ထဲကနေပြီးတော့ခေါ်သုံးထားတဲ့ဒီ class တွေပေါ့ external လည်းရှိမယ် internal လည်းရှိမယ်အဲ့ဒီ library တွေထဲကနေခေါ်သုံးထားတဲ့ class တွေအကုန်လုံးနဲ့ဟိုချိတ်ဆက်ပြီးတဲ့ခါကျတော့သူက run time Java run နေတဲ့အချိန်တောက်လျှောက်လုံးမှာသူက support ပေးတာပေါ့နော် JVM ကကြတော့အဲ့ဒါဆိုကျွန်တော်တို့ run နေတဲ့ instruction တွေအကုန်လုံးကိုသူကဘယ်သူ့ကိုသွားခိုင်းတာလဲဆိုတော့ကိုယ့်ရဲ့ CPU ကိုသွားခိုင်းတယ်ခိုင်းနေစဉ်တောက်လျှောက်လုံးမှာဒီ JVM ကလိုအပ်တဲ့အလုပ်တွေအကုန်လုံးကိုသူကလှုပ်ဆောင်ပေးတာပေါ့နော်Java run နေစဉ်တောက်လျှောက်လုံးမှာအဲ့ဒါဆိုတော့ Java run နဲ့ကျွန်တော် memory ပေါ်မှာ object တွေ create လုပ်တယ်နော် data တွေ manipulate လုပ်တယ်အဲ့ဒီအတွက်ကို instruction တွေကိုသက်ဆိုင်ရာ machine ကနားလည်တဲ့ဘာသာစကားနဲ့သူက machine ကိုခိုင်းတယ်machine ကိုခိုင်းနေပေါ့နော် machine ကိုခိုင်းတဲ့အချိန်မှာဘာနဲ့ခိုင်းတာလဲဆိုတော့ just in time compiler နဲ့သူကဘာလုပ်ပေးလဲဆိုတော့ execution သူ့မှာ interpreter execution engine ရဲ့အထက်မှာ interpreter နဲ့ just in time compiler ရှိတယ်အဲ့ဒီမှာ interpret လုပ်ပေးတယ်ဒါက compile လုပ်လိုက် interpret လုပ်လိုက် compile လုပ်လိုက် interpret လုပ်လိုက်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကခိုင်းနေတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုး execution engine ကြီးကနေပြီးတော့ခိုင်းတဲ့အချိန်မှာဘာနဲ့ခိုင်းတာလဲဆိုတော့ platform specific native machine code ကိုသူက native machine ကနားလည်တဲ့ဘာသာစကားနဲ့ကိုသူကပြန်ပြီးတော့ခိုင်းတာเนาะအဲ့ဒီမှာ JDK ဆိုတာက Java development kit Java develop လုပ်တဲ့အချိန်မှာလို့အသုံးဝင်တဲ့ tool statement တည်းများသူထဲမှာအကုန်ရှိတယ်အဲ့လိုအလွယ်ကူရိုးရှင်းဆုံးမှတ်ထားလို့ရတယ် JRE ကကြတော့ Java runtime environment Java run နေတဲ့စဉ်တောက်လျှောက်လုံးမှာ support ပေးဖို့အတွက်ကိုသူ့ထဲမှာ Java library တွေရှိတယ်เนาะ Java library တွေရှိတယ်အဲ့ဒီ Java library တွေကိုသူ့ထဲမှာ support ပေးတယ် JVM ကကြတော့ Java virtual machine Java run နေတဲ့တောက်လျှောက်လုံးမှာ virtual machine တစ်ခုအနေနဲ့ native ပေါ့နော် specific platform specific bytecode platform specific native code ကိုသက်ဆိုင်ရာ operating system အတွက်ကို instruction တွေကိုပေးတာကိုလုပ်ချင်တဲ့အလုပ်တွေကိုเนาะအဲ့ဆိုတော့ရလားမသိဘူးဟုတ်ကဲ့ဗျာဟုတ်ပြီเนาะ JVM ကဘာလုပ်ပေးလဲလို့ပြောရင်ဒီမှာပြောထားတယ်ပေါ့နော် convert bytecode to machine language ကိုပြောင်းပေးတယ် memory management ဆိုတော့memory management တွေ security တွေ garbage collection တွေအဲ့ဒါတွေအကုန်လုံးကဘယ်ထဲမှာရှိလဲဆိုတော့ JVM ရဲ့အထက်မှာရှိတယ်နော်အဲ့ဆိုတော့ခုနပြောတာပုံလေးထဲမှာပါတယ်သူက heat တွေ stat တွေ memory တွေရှိတယ်အဲ့ဒီ heat တွေ stat တွေပေါ်မှာ garbage ဖြစ်နေတဲ့ space တွေအကုန်လုံးကိုရှင်းပေးတဲ့ garbage collector တွေနော် garbage collector တွေပြီးတော့ method area တွေ heat area တွေ stat area တွေအဲ့ဒါတွေအကုန်လုံး manage လုပ်တာက JVM ကနေလုပ်တာအခုကတော့ဒီနားမလဲသေးတဲ့တင်တန်းသားတွေပါတယ်ဆိုလို့ရှိရင်ဒီအသုံးနှုန်းတွေကိုပေါ့နော်အော်ဒါလေးကဒါပါလားဒီတိုင်းလေးပဲမှတ်ထားလိုက်ပေါ့နော်အရင်တော့အတွေးမလွန်သွားနဲ့ဟိုပြီးရင်အကုန်လုံးနားလည်သွားလိမ့်မယ်တခုချင်းပြန်သိမ်းပါဆိုတော့လေဟုတ်အဲ့ဒါတွေပါတယ်သူ့မှာ security တွေပါတယ် garbage collection တွေပါတယ်ပေါ့နော်ပြီးတော့ garbage collection ကြောင်းနည်းနည်းတော့ပြောမယ် garbage collection ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ program တွေရေးတဲ့အချိန်မှာပေါ့ memory တွေကိုသုံးတယ်လေ memory ကိုသုံးလိုက်တဲ့အချိန်မှာအဲ့ဒီ memory သုံးပြီးတဲ့ memory တွေကိုမသုံးတော့တဲ့ကိုက program ရေးပြီးတဲ့အချိန်မှာသုံးလိုက်တဲ့ memory တွေကိုပြန်ပြီးတော့မဖြတ်ခဲ့ဘူးပေါ့နော်ဖြတ်ခဲ့ဖို့မေ့သွားတယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင် garbage collector ကသူ့အနေနဲ့သူဖြတ်ပေးတာပေါ့နော် Java မှာကျတော့သူ့အနေနဲ့သူဖြတ်ပေးတာ developer တွေက garbage တွေကိုရှင်းဖို့မလိုအပ်ဘူး assembly တို့နောက်ပိုင်းပေါ်တဲ့ programming အရင်က programming language တွေမှာတော့ဆိုလို့ရှိရင် garbage တွေကိုက memory ပေါ်မှာ register လုပ်ပြီးတော့မရှင်းခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ computer ကြီးကနောက်ပိုင်းကျရင်ဟန်သွားတယ်အသုံးလို့မရတာလို့ဖြစ်တယ်ကျွန်တော်တို့ assembly တွေတင်တော့ပေါ့နော် assembly မှာ program ကိုမှားရေးလိုက်ပြီးတော့လေအဲ့လိုမျိုး computer ကြီးကသုံးလို့မရတော့ဘူးပေါ့နော်ဟန်သွားတာပေါ့အဲ့လိုမျိုးတွေဖြစ်ဖူးတယ်ပေါ့နော်တခါတလေကြာရင် assembly code ကမှားတဲ့အခါကျတော့ဒီကွန်ပျူတာထအော်တယ်ပေါ့နော်အတန်တွေပါထွက်လာတယ်အဲ့လိုမျိုးကြီးဖြစ်တယ်အဲ့ဆိုတော့ Java မှာကျတော့သူ့ရဲ့ security တွေ garbage collection တွေကအဲ့လိုမျိုးအဖြစ်မခံဘူးသူကလည်းသူ automatically ဘာလုပ်သွားလဲဆိုတော့ clean သွားတယ်ပေါ့နော် garbage collection ကအဲ့လိုလုပ်ပေးတယ် JVM ကကျတော့ JRE ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့ JVM ကိုတနည်းအားဖြင့်သူက interpreter လို့လည်းပြောတယ် interpreter ကဘာလုပ်ပေးရလဲဆိုတော့ bytecode ကိုသက်ဆိုင်ရာ machine ကနားလည်တဲ့ specific machine code အနေနဲ့ native machine code အနေနဲ့ပြောင်းလဲပေးတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့က JVM မှာဆိုလို့ရှိရင် main function တွေအနေနဲ့ဘာတွေပါလဲဆိုတော့ဒီ loading လုပ်တာပါမယ် linking လုပ်တာပါမယ် initializing လုပ်တာပါမယ် program compile လုပ်တာတွေပါမယ်ပေါ့နော် loading လုပ်တာ class file တွေကို loading လုပ်တာပေါ့နော်တုံထားတဲ့ class file တွေယူတုံထားတဲ့ class တွေအဲ့ဒါတွေအကုန်လုံးကိုသူကဆွဲတင်တာပြီးတဲ့အခါကျတော့အဲ့ဒီ class တွေမှာ import လုပ်ထားတဲ့ဟာတွေနဲ့ import လုပ်ထားတဲ့ဟာယူတုံထားတာတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒါတွေနဲ့ကို link ချိတ်တယ်ပြီးတော့ initializing လုပ်တယ်နော် assign နဲ့ initializing တွေလုပ်တယ်လုပ်ပြီးတဲ့အချိန်မှာ program compile လုပ်တယ်ပေါ့နော် compile လုပ်ပေးတယ်ပေါ့ JRE ကကြတော့ဗာလဲဆိုတော့ Java runtime environment ဆိုတာက JVM ကိုသူကကူညီပေးတာပေါ့နော် Java application run နေစဉ်တော့တင်မှာသူက JVM ကိုကူညီပေးတာ Java မှာဆိုလို့ရှိရင်ကျွန်တော်တို့က Java ကိုရေးတဲ့အချိန်မှာပေါ့ဒီ language မှာ support ပေးထားတဲ့ plugin တွေရှိတယ်အဲ့ဒီ plugin တွေကဘယ်ထဲမှာပါလဲဆိုတော့ JRE ရဲ့အထက်မှာပါတယ်ပေါ့နော် JRE ရဆိုလို့ရှိရင် JVM က JRE ထဲမှာပါတဲ့အစိပ်ပိုင်းတစ်ခုပေါ့နော်
JRE ရဲ့အထဲမှာ JVM ရှိရလို့ပြောလို့ရတယ်JRE ရှိရတော့ကြောင့်မို့လို့လေကျွန်တော်တို့က Java ကို run တဲ့အချိန်မှာပို့ပြီးတော့မှထိထိရောက်ရောက် run နိုင်တယ်ပေါ့နော် efficient ဖြစ်သုံးပြုနိုင်တယ်ပေါ့နော် JRE ရဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော် JDBC တွေ JNDI RMI အစသဖြင့်ပေါ့နော်အသုံးဝင်တဲ့သူက Java library တွေကို provide လုပ်ပေးတာပေါ့ Java run နဲ့ Java အတွက်သုံးဝင်တဲ့ library တွေကိုသူက provide လုပ်ပေးထားတယ်ပေါ့နော် JDK ကပါလဲဆိုတော့ Java Development Kit အဲ့ဆို Java Development Kit ကိုခုနပြောတာကျတော့ comprehensive tool တွေကိုသူက develop လုပ်တဲ့အချိန် run တဲ့အချိန်မှာမလုပ်ပေးရလဲ run time ရဲ့ development time ရောအတွက်ပါ comprehensive tool တွေကိုသူက support ပေးတာပေါ့နော်အဲ့ဆိုသူ့မှာ debugger တွေပါမယ်ဟုတ်တယ်မလား debugger တွေပါမယ် compiler တွေပါမယ်နော် dependency တွေကိုထည့်လို့ရတယ်ဒီ external library တွေပါတွေကို dependency တွေထည့်လို့ရအောင် Gradle တို့ Maven တို့စသဖြင့်အဲ့ဒါတွေပါမယ်ပေါ့နော် JDK က platform independent ဖြစ်လားလို့ပြောရင်မဟုတ်ဘူး JDK က platform dependent ဖြစ်တယ်လူဆုံးပြီးထင်တယ်နော်လူဆုံးပြီးထင်တယ်နော် ဟုတ်ကဲ့ဗျာ JVM က JVM မှာဆို JDK ရဲ့အထက်မှာဆိုလို့ရှိရင် debugger တွေ compiler တွေ Gradle တွေ Maven တွေပါရယ်နော်အဲ့ဒါက development လုပ်တဲ့အချိန် Java ကိုရေးနေတဲ့အချိန်ရယ် Java ကို run တဲ့အချိန်မှာသူက support ပေးဖို့အတွက်နော်ဟိုဟာ JDK က platform dependent ဖြစ်တယ် platform dependent ဖြစ်တယ်လို့ဘာလို့ပြောရလဲဆိုတော့ဟိုဟာ JDK ကိုကျွန်တော်တို့က download ဆွဲမယ်ဆိုလို့ရှိရင် Oracle website မှာကိုယ့်ရဲ့ operating system နဲ့ကိုက်တဲ့ JDK ကိုက down ရမှာเนาะ Linux MacBook သုံးနေဆိုလို့ရှိရင် MacBook တက်ထုတ်ထားတဲ့ JDK ကို down ရမယ် Windows သုံးနေဆိုလို့ရှိရင် Windows ဆက်တွေတက်ထုတ်ထားတဲ့ JDK ကိုက down ပြီးတော့မှ install လုပ်ရမယ်အဲ့ဒါကြောင့်မို့လို့ JDK ဟာ platform dependent ဖြစ်တယ်เนาะရလား JVM ရော platform dependent ဖြစ်တာလား platform independent ဖြစ်တာလား dependent ဖြစ်တယ် platform independent ဖြစ်တာ platform dependent ဖြစ်တယ်เนาะ JVM ကအဲ့ဆိုတော့ installation လည်းပြီးပြီဆိုတော့ conclusion တွေကိုလည်းconclusion ကလည်းမနေ့ကတင်ပြီးသွားပြီဆိုတော့ဒီ slide ကတော့ပြီးသွားပြီဒီ slide ပြီးသွားပြီဆိုတော့ခုနက eclipse down ထားတာတွေလည်းအကုန်လုံးပြီးပြီဆိုတော့ကိုယ့်ရဲ့ set ထဲမှာပေါ့နော် download ဆွဲထားတဲ့ eclipse ကိုဖွင့်မယ်เนาะ download ဆွဲထားတဲ့ eclipse ကိုဖွင့်မယ်eclipse ကအဲ့လိုလေးပွင့်လာလိမ့်မယ်ဖွင့်လို့ရလား zip file zip file ဆိုလို့ရှိရင် zip file ကိုဖြီးလိုက်ဖြီးပြီးတော့အဲ့ဒီထဲ software ကိုဖွင့်ရမှာเนาะ ဆရာသူကနှစ်ခုပါတယ် extract to a specific folder extract without confirmation extract without confirmation ကရွေးရမှာ extract to a specific folder ကလေ तू ကကို set ထဲမှာ software တွေကိုဘယ်ထဲမှာထားခြင်းလဲပေါ့အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုက ဟုတ်ကဲ့ဗျ target folder ကိုရွေးချယ်ပြီးတော့ခါကြတော့အဲ့ဒီထဲကို extract လုပ်တာအဲ့ဒါဆိုတော့ညီလေးရဲ့ set ထဲမှာ install လုပ်ထားတဲ့ software တွေကို C အောက်မှာထားမှာလား D အောက်မှာထားမှာလား Windows သုံးရင်တော့အဲ့လိုမျိုးရွေးချယ်ရမှာပေါ့ C အောက်မှာထားမှာလား D အောက်မှာထားမှာလားရွေးချယ်ပြီးတော့လုပ် MacBook သမားတွေကကြတော့ဟိုပါပေါ့ application area တွေကိုရွှေ့လိုက်ရင်ရပြီနော် zip ဖြီးပြီးဆိုလို့ရှိရင်အဲ့ဒီ file ဟုတ် application folder တွေကို तू ကရွှေ့လိုက် application နေနဲ့ဝင်သွားလိမ့်မယ်နော် ဟုတ် လို့ရလားမရရင်ပြောနော် ဟုတ်ပွင့်တော့ โอเคပွင့်လာတယ်ဆိုလို့ရှိရင် welcome page ပေါ်လာတယ်ဆိုလို့ရှိရင် welcome page ကို close မယ် close ပြီးတဲ့အခါကျတော့ဒီဘက်မှာပေါ့နော် โอเคအဲ့ဆိုညီလေးတို့ပြီးအောင်ပဲစောင့်လိုက်မယ် screen လေးတွေ share ကြပါလားမရရင်လေကြည့်ပေးလို့ရအောင် ဟုတ်မသိอ่ะထပ်ပြီးတော့ download လုပ်ပြီးတော့ဘယ်လိုထပ် download ခဏလေးလုပ်ကြည့်လားအော် welcome page ပေါ်တယ် အဲ့ဆိုအဲ့ဒီ welcome page ကိုအဲ့ဒီ welcome page ကြီးကို close လိုက် close ပြီးရင်ခုနကလိုမျိုးကျွန်တော်ဖွင့်ထားတဲ့အတိုင်း package explorer ဆိုတာလေးပေါ်နေလိမ့်မယ်ပေါ့နော် package explorer လေးကပေါ်နေလိမ့်မယ် okay အဲ့ဒီအထိရောက်ရင်မှန်တယ်ညီလေးမောင်ကရောအဲ့ဒီအထိရောက်လား ဆရာကျွန်တော်အဲ့ desktop ပေါ်မှာဒီတိုင်းကို folder တစ်ခုအနေနဲ့အမှပေါ်လာတာ configuration နဲ့ document နဲ့ feature တွေ plugin ပြင်ပြီးအဲ့လိုမျိုး file နေပေါ်လာ အဲ့ဒီတမှာ EXE file လေးရှာလို့တွေ့လား .exe နဲ့စုံတဲ့ file လေး .exe နဲ့မပါဘူးဆရာ အဲ့ဆိုဘယ်ဟာကြီး down လိုက်တာလဲမသိဘူးညီလေးကစက်ကပါသုံးတာလဲ ရဆရာ64ဆရာ Windows ပေါ့ဟုတ်တယ် Dell ဆိုလို့ရှိရင် Windows ပေါ့ဟုတ်တယ်မလား Windows သုံးတာ Windows သုံးတဲ့ချိန်မှာ Windows သမားကဘာကို down လိုက်တာလဲ Windows ကို down တာပဲမလား ဟုတ်တယ်ဆရာအဲ့ဒါလည်းတောင်းတယ်နော်ဒီကောင် Windows ဆရာ ကိုညီလေးက64ကို down ရမှာနော် ဟုတ်တယ်ဗျ S64 ကိုတောင်းလိုက် အဲ့ဆိုတစ်ချက်ဟိုပြလို့ရလားအဆင်ပြေလားကွန်ပျူတာတစ်ချက် screen share လို့ ဆရာ line ကြောင်းလားမသိဘူးဒီကွန်ပျူတာဘက်မှာဘလို့မှ wifi line ကမကောင်းဖြစ် အော်အဲ့ screen shot လေးတွေပဲ group ထဲမှာပို့ပေးအခုလက်ရှိဖြစ်နေတဲ့အခြေအနေလေးတစ်ချက်ကြည့်
ဟုတ်ကဲ့ဗျဒီလိုဖြစ်နေ ဘယ်ကနေပုံနေလဲမသိဘူးနော်ဟယ်လိုညီလေးမောင်ညီလေးကိုစောင့်နေရနော် ဟုတ်ကဲ့ဗျကျွန်တော်ဟိုကဒီရဲ့ laptop နဲ့ကိုပို့မြောက်ဖြစ် အဲ့ဒီမှာ e-click အလုံးလေးလေအဲ့မှာ e-click အလုံးလေးကို click လိုက်ရင်ရပြီ that TS can run on your PC to find a version for your PC check with the software publisher အောက်က application ဆိုတာလေးကို click လဲရတယ်တိလားအောက်ဆုံးမှာ application ကို click လဲရတယ်အဲ့ဒီ e-click အလုံးလေးကို click လိုက်လဲရတယ်ပွင့်လာလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်နော် error message ပြလို့ရှိရင်ပြတဲ့ error message ကို screenshot ရိုက်ပြီးတော့ပြန်ပို့ပြီနော် ဟုတ်ကဲ့ဗျညီလေးရဲ့ set ကအဲ့ညီလေးရဲ့ set ကိုတစ်ချက်ဟိုးစာလောက်ရမယ် ဟုတ်ကြ quality this PC ကိုတစ်ချက်သွားလိုက် ဟုတ်ကဲ့ဗျဟုတ်ပြီဗျ ပြီးတော့အဲ့ this PC မှာဟိုပါပေါ့နော်ငါလည်းဝင်းထုံမသုံးတာကြတော့မေ့နေပြီ this PC မှာဟိုးစာရှိရကွာ my computer ဆိုတာရှိရ my computer လို့ရှိမှထင်တယ် ကွန်ပျူတာကျွန်တော်ရဲ့မှာမပါဘူးပဲ sorry this PC မှာဟိုပါပေါ့ တောင်းရတယ် အဓိကကကိုယ့်ရဲ့ operating system ကို check ချင်တာပေါ့နော်64 bit လားဟိုပါပေါ့32 bit လားဆိုတော့စစ်ချင်တာ ဟောအင်တာနက်ကိုင်ရဘာလို့မကောင်းတာလဲမြန်မာမှာ VPN ကြောက်ချင်တယ်နော် ဟုတ်တာဗလားလည်းမသိစားမကောင်းပဲကျွန်တော် laptop နဲ့ချိန်တာကိုညနေကျမှပြန်စမ်းကြည့်ရဖုန်းနဲ့ရတော့ဆရာရတယ်အဲ့ပုံတောင်ပို့လို့မရဆရာစီပုံရရင်ရောက်ကုန်မရတော့ အော်အေးအဲ့ဒါနည်းနည်းတော့ခက်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုးစာဖြတ်လို့အခုကစာတင်တဲ့ခါကျတော့ screen share လိုက်လို့ရှိရင်တော့ issue အကူကချက်ချင်းရှင်းပေးနိုင်တယ်ပေါ့နော် share လို့မရတဲ့ခါကျတော့ရှင်းလို့မရအောင်ပေါ့ ဟုတ်တယ်စတီကွာနဲ့ Visual Studio ကုန်းနေရ e-clip မှာအခုဘာလုပ်မလဲဆိုတော့ e-clip မှာလေကျွန်တော်တို့ဒီ right ဘယ်လိုပြရမလဲဒီလိုလေးပေါ့နော် အဲ့ဒါ e-clip မှာကျွန်တော်တို့လေဒီအပေါ်မှာ file ဆိုတာလေးရှိတယ်တွေ့လားမသိဘူး screen မတွေ့ရ screen share မတွေ့ရ ဘုံမေးနေ e-clip မှာ file ဆိုတာလေးရှိတယ်file ဆိုတာလေးရှိတယ်အဲ့ဒီမှာ new ရှိတယ်เนาะ new ဆိုတာလေးရှိတယ် new ဆိုတာမှာ Java project ကိုထောက်လိုက် Java project လေးကိုထောက်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ Java project လေးကိုမြင်ရမယ်เนาะတွေ့လား ဟုတ် အဲ့ဒီ create project လား create project မဟုတ်ဘူး create a Java project create new Java project เนาะ Java project အဆောင်ပါ create a Java project ရ create a Maven project ရ create a project သုံးမျိုးရှိ create Java project Maven မဟုတ်ဘူး create Java project ပဲเนาะ ဟုတ်အဲ့တစ်ချက်နေရမှာနော် ဟုတ်တယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ရင်ဒီလိုမျိုးဖောင်ကျလာလိမ့်မယ်เนาะ တွေ့ရ ဒီလိုမျိုးဖောင်ကျလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရိုးရိုး Java project ဆိုတော့ day 1 project ဆိုတော့ကျွန်တော်ကတော့ Java ဟိုပါပေါ့ BASIC basic day 1ပေါ့เนาะအဲ့လိုမျိုးပေးလိုက်တယ်เนาะအဲ့ဆိုတော့ပါလို့ Java
Java Basic Day 1လို့ပေးလိုက်တယ်နော် Java Basic အကုန်ဆက်ရရမှာလား အကုန်ခုလောလောဆယ်ကတော့ဒီစပိတ်ချလို့မရအောင်စပိတ်ချလို့မရတဲ့ဟိုအကုန်ဆက်ရေးမယ်1 2ကပေါင်းမှ meaningful ဖြစ်တဲ့စကားလုံးဆိုလို့ရှိရင်အစစလုံးအကြီးနဲ့ရေးလိုက်နော် ဟုတ် Java Basic Day 1ပြီးတော့ဟိုကရွေးရအောင်ပါလားဟိုကလေ location တွေပါမလို့ မ နော် လို့ဒီတိုင်းနာမည်ပေးလိုက်ပြီး create လုပ်လိုက်ရင် project folder ထဲတန်းဝင်သွားလိမ့်မယ်နော် ဟုတ် finish လိုက်မယ်နော် finish လိုက်ပါဟုတ် ရပါလို့ ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီ SRC ရဲ့အထဲမှာပေါ့နော် right click နဲ့ U Java ဘာလုပ်မလဲဆိုတော့ class တစ်ခုကိုစောင့်မယ်နော် class တစ်ခုကိုစောင့် SRC မတွေ့ဘူးနော်ဆရာ SRC ကဘာလို့မတွေ့ရလဲဆိုတော့ဒီ project ကိုမဖွင့်ချသေးလို့ project လေးကဒီလိုမျိုးပိတ်နေတာဒါကိုဖွင့်ချလိုက်ရင် SRC လေးအောက်မှာရှိနေလိမ့်မယ်နော် အော်ဟုတ်ပြီ အဲ့ဒီ SRC ပေါ်မှာ right click ထောက်ပြီးတော့ new မှာ class တစ်ခုကိုစောင့်မယ်နော် class လေးတစ်ခုကိုစောင့်လိုက်မယ် class လေးတစ်ခုကိုစောင့်ပြီးတော့အဲ့ဒီ class ရဲ့ name ကဘာလို့ပေးလိုက်မလဲဆိုတော့ main လို့ပေးလိုက်မယ်နော်အစစလုံးအကြီးနဲ့ new နေရာမှာ class နော် ဟုတ် new နေရာမှာ class name ဟိုကကြတော့ main main ဆိုပြီးတော့မှအစစလုံးအကြီးနဲ့ပေးလိုက်မယ်နော်ပြီးရင် finish လုပ်လိုက်မယ် finish လုပ် main ဟုတ် finish အနေအမဲရိုက်ပြီးရင်လေသူက finish မှာမလင်းနေဘူးဘာလို့လဲမသိနော် browse တွေပါလောက်ရအောင်မလို့လား new မှာ class ကိုရွေးလိုက်တယ်ဟုတ်တယ်အဲ့လိုရွေးပြီးတော့ name နေရာမှာကို အဲ့ဒီမှာမလင်းနေတာကပေါ့နော်ပြဿနာတစ်ခုခုရှိနေတယ်အဲ့ဒီမှာအနီရောင်လေးနဲ့တစ်ချိန်ခတ်ထားတာလေးကိုတစ်ချက်ဖတ်လိုက်အဲ့ဒါဒီကိုရဲ့ package name must be specified for a module အဲ့ဆိုတော့ package name ကိုကျွန်တော်တို့ကထပ်ပေးရမယ်နော် package name ကိုထပ်ပေးရမယ်ဆိုတော့ package name ကကျတော့ day 1လို့ရေးလိုက်နော်အဲ့ဆိုကျွန်တော်တို့ကဒီလိုသဘောပေါ့နော် day 1ဆိုတဲ့ package လေးကိုစောက်လိုက်တယ်အဲ့ day 1ဆိုတဲ့ package လေးရဲ့အထဲမှာကျွန်တော်တို့က main class ကိုထည့်လိုက်တယ်နော် ဆရာလောက်ပြတယ်ဥစားတင်ကြည့်လိုက်မှတပိတ်လောက်မှခဏတော့က view ထဲကနေပြီးတော့မှ right click ထောက်မယ် new ကိုထောက်မယ် class လေးကို class ကိုနေဟုတ်ပြီးတော့ package name ကကျတော့ day 1လို့ထည့်လိုက်မယ် အော်ဟုတ်ခဏတော့လောက်ပြီးသားဆိုတော့package name မှာမထည့်လိုက်ရပြန်တော့ထည့်လို့ရလား ခုနကမထက်ပဲနဲ့ create လုပ်လိုက်တာလား ဟုတ်တယ်ဟို day 1ကိုမထည့်ဘူးအပေါ်ကလေ Java Basic day 1ဆိုတာပဲfolder name လုပ်ပြီးတော့မှ finish လုပ်ခဲ့ အော်ရတယ်ပြဿနာမရှိဘူးเนาะအခုကတော့ဒီတိုင်းပဲလုပ်လိုက်အဲ့ဒါဆိုလို့ရှင်ဘာလေးတွေရလာလဲဆိုတော့ကိုက class လေးတစ်ခုစောက်ထားတယ်เนาะ public class main အဲ့ဒါကဘာလို့ပြောလဲဆိုတော့ main class เนาะ main class လေးတစ်ခုပေါ့ class မှာဆိုလို့ရှိရင် तू က parenthesis တစ်စုံ brace တစ်စုံပါတယ်ပေါ့เนาะအဲ့ဒီတော့ကွင်းအဖွင့်ရပိတ်ရအဲ့ဒီတော့ကွင်းဖွင့်တဲ့ပိတ်ဒီတော့ကွင်းဖွင့်တဲ့ပိတ်ချာကျတော့ဘာကိုပြောချင်တာလဲဆိုအဲ့ဒီ class ရဲ့ body ကိုပြောချင်တာเนาะဒါတော့ကွင်းအဖွင့်ရ body အစားတော့ကွင်းအပိတ်ရကြတော့ body အပိတ်เนาะအဲ့ဒီ class တစ်ခုရဲ့ body ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ class မှာ class ကို implement လုပ်တဲ့ code တွေရေးလို့ရတယ်အခုလောလောဆယ်ကတော့အဲ့လိုမျိုးပဲပြောလိုက်မှာပေါ့နော်ဒီထဲမှာ code တွေရေးလို့ရတယ် class ရဲ့အပြင်မှာ code တွေရေးလို့မရအောင်အပြင်မှာရေးလို့မရအောင်ပေါ့နော်အဲ့ဆိုကျွန်တော်တို့က class name ရဲ့အစကိုအစလုံးအကြီးနဲ့ပေးရမယ်နော်လောလောဆယ်ကတော့ဒါလေးတွေမှတ်ထားလိုက်အဲ့ဒီမှာကျွန်တော်ကဘာရေးမှလဲဆိုတော့ public public static static void void main အဲ့လိုမျိုးသုံးလုံးရေးလေးလုံးရေးလိုက်တယ်ပေါ့ public ရဲ့ static ရဲ့ void ရဲ့ main ရဲ့ဆိုပြီးတော့စကားလုံးလေးလုံးရေးလိုက်တယ်အဲ့လေးလုံးရဲ့နောက်မှာလက်သက်ခွင်းဖွင့်ပိတ်တဲ့စုံထည့်တယ်အဲ့ဒီလက်သက်ခွင်းရဲ့အထဲမှာနောက်ထပ်စကားလုံးတစ်လုံးထည့်ရေးတယ်နော် string string ဆိုပြီးတော့မှ args အဲ့လိုမျိုးရေးလိုက်တယ်အဲ့ဒါကဘာလုပ်လိုက်တာလဲဆိုတော့ main method လေးတစ်ခုစောင့်လိုက်တာနော် public တွေကဘာတွေလဲ static တွေကဘာတွေလဲ ဆရာရဲ့ screen မတွေ့တော့ရတော့ခဏလေးဟာရပြီ public တရားဘာတွေလဲ static တရားဘာတွေလဲ main တရားဘာတွေလဲဆိုတာကိုနောက်ပိုင်းကျရင်ပြောပြပေးမယ်เนาะအခုကကျတော့ program run လို့တက်အောင် e-click အလုပ်လုပ်တာကိုသင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတိုင်းလေးအခုပြောတဲ့အတိုင်းလေးပဲ follow လိုက်ပြီးတော့လိုက်ရေးလိုက်မယ်เนาะ ဟုတ်အခုကဟွာလေးအော်ပြန်သွားရအောင်ပါဘာခေါ်လဲ e-click ကိုပြန်ဖွင့်ပြီးတော့မှ file ပြန်ဆောက်အောင်ပါဟုတ်တယ် e-click ပြန်ဖွင့်မယ် file ဆောက်မယ် class ကိုစောင့်မယ် class လေးစောက်ပြီးတော့ Java file လေးကိုစောင့်မယ် Java file လေးကိုစောက်ပြီးတော့ Java file ရဲ့အထက်မှာကျွန်တော်ပြတဲ့အတိုင်း public static void main ဆိုတဲ့စကားလုံးလေးလုံးရေးအဲ့ဒီရဲ့နောက်မှာ parenthesis တစ်စုံပါမယ်အဲ့ဒီရဲ့အထက်မှာ string ပြလေးထောက်ကွင်းဖွင့်ပေး args အဲ့ဒါလေးကိုခဏလေးနော်ဆရာဟိုလေအခုကလေ create a Java project ကိုဗာလဲပြန်လုပ်နေခဏတော့ finish လုပ်တဲ့ဟာမရှိတော့ပျောက်သွားပြီပေါ့လို့လား finish ဆိုလိုက်တဲ့ဟာပျောက်သွားတာမဟုတ်ဘူးဒီဘက်က SRC အောင်မှာ package တွေရှိတယ်ပေါ့နော်အဲ့ဒီ package တွေထဲမှာရောက်နေတာသူက ဟုတ်ခဏလေးအဲ့ဒီ package လေးတွေကိုဖွင့်ချလိုက်တယ်ဆိုလို့ရှိရင်အကောင့်ခဏတော့ငါရဲ့ဘာခေါ်လဲဟိုဟာပြန်ဖွင့်လိုက်တာလေအဲ့ဒီ e-click ကိုပြန်ဖွင့်လိုက်တဲ့အချိန်ဟုတ်ဘာမှမလုပ်ခင်တော့ငါအတက်အတိုင်းပဲပြန်ဖြစ်သွားခဏလေးနော်ဆရာ Java project ကို
တော့လောက်ထားတဲ့ဟာရှာမတွေ့တော့ဘူး screen share လိုက်ရမှာဆရာဟုတ် ဟုတ် screen လေးတစ်ချက် share ပေးပါနော်ကျွန်တော်ကြည့်လိုက်မယ် ဟုတ်ဟုတ်တွေ့ရလားမသိဒီမလေးဟုတ် ဟုတ်ခဏလေးနော် ဟုတ် screen က water data ဖြစ်နေလို့ပါမမြင်ရသေး ဟုတ်ဟုတ်ခဏတော့တစ်ခေါက် create a java project လုပ်ပြီးတော့ဒါပေမဲ့အဲ့ဒါမတွေ့တော့ ဟုတ်လားအဲ့တစ်ခေါက်ထပ်လုပ်ကြည့်ပါအောင်တစ်ခေါက်ထပ်လုပ်ကြည့်ပါအောင်ကြည့်လိုက်မယ် တစ်ခေါက်ပြန်လုပ်လိုက်မယ်နော်ဒီမှာကိုဘာပါလေးနာမည်မိလားjava အော်တည်ပြီ तू က one space ကိုမစောက်ထားအောင်ဝင်တော့အဲ့ဆိုတော့အဲ့ဒီ Eclipse application ကိုပြန်ပိတ်လိုက်ပြန်ပိတ်ပြီးတော့အစားကနေ Eclipse ကိုပြန်ဖွင့် ဟုတ်ဟုတ်ပိတ်ပြီးတော့ Eclipse ကို application ထဲမှာ Eclipse ကိုပြန်ရှာလိုက် ECLIB လို့ရိုက်လိုက်အဲ့ဆို Eclipse ပြန်ပွင့်လာလိမ့်မယ် အဲ့မှာ အဲ့လို Eclipse ကိုဖွင့်ပြီးတော့အဲ့ဒီမှာ one space ကိုစောက်ရမှာနော် one space အသစ်စောက်ရမှာ မကြရောက်တော့ပြောက်တယ်ခဏလေးနော်ဆရာတွေ့ရလားမသိ တွေ့ရတယ်ဟိုညီမက Eclipse ကိုရှာလို့မတွေ့ဘူးဖြစ်နေတာအမ Eclipse ကိုရှာလို့မတွေ့ဘူးဖြစ်နေ ခဏတော့တွေ့ပြီးတော့ဖွင့်လိုက်တဲ့အချိန်ဒီလိုပြန်ဖြစ်သွားခဏလေးနော် maximize လုပ်ထားလို့ Chrome ကို maximize လုပ်ထားလို့ ဒီမှာဒီဟာလေး ဟုတ်အဲ့ဒီမှာ desktop ပေါ်မှာမဟုတ်ပဲနဲ့ folder တစ်ခုစောက်လိုက် အော်ဘယ်လမ်းကြောင်းဖြစ်လား ဟိုကိုကဒီ Java နဲ့ပတ်သက်ပြီးတော့အလုပ်လုံးမဲ့ project လေးတွေကိုရေးမဲ့ project လေးတွေကိုဘယ်နေရာမှာထားခြင်းလဲကိုကွန်ပျူတာရဲ့ desktop ပေါ်မှာထားခြင်းလားမဟုတ်ရင်ကိုယ့်ရဲ့ကွန်ပျူတာရဲ့ home on the desk မှာပဲထားခြင်းလားအဲ့ဒါတော့ကိုယ့်အနေနဲ့ကိုရွေးချက်ပေါ့နော်ရွေးချက်ပြီးတော့အဲ့ဒီနေရာမှာ workspace လေးအတွက်ကို folder လေးတစ်ခုစောက်ပြီးတော့အဲ့ဒီ folder လေးကိုပတ်လည်ပေးလိုက် ဟုတ်အဲ့ဒါ folder ရင်တော့စောက်လိုက်မယ် desktop ပေါ်မှာရလား ရတယ်နော်ဒါရတယ်တခါတလေ desktop ပေါ်မှာကျတော့လေကျွန်တော်တို့ဟိုပိတ်close လုပ်တာတော့ delete လုပ်တာတော့အဲ့ဒီထက်မှာပါသွားတတ်တယ် desktop မှာတင်လိုက်တယ်ဆိုလို့ရှိရင်လေ delete တော့ထားပါ ဟုတ်အခုလောလောဆယ်အဲ့ဒါရင်စောက်လိုက်မယ်နော် ဟုတ်ကဲ့ဟုတ် Java လို့နာမည်ပေးလိုက်လို့ရ Java လို့နာမည်ပေးလိုက်လို့ရတယ် Java Basics ပေါ့ Java Basic Workspace ပေါ့နော် Java Basic WS လို့ပေးလိုက်နော် ဟုတ်အဲ့ဆိုရင်ခဏတော့ Eclipse မှာပြန်တော့အဲ့လမ်းကြောင်းအတိုင်းပြန်ဖွင့်ရမှာပေါ့နော် ဟုတ် ဒီမှာမပေါ်ဘူးနော်အဲ့ဒီ folder လေးက ချက်ချင်းတော့မပေါ်ဘူးအဲ့မှာ browse ပြန်လုပ်ပြီးတော့ရွေးရမှာပေါ့ browse ပြန်လုပ်လိုက် browse လုပ်ပြီးတော့ Java Basic WS ကိုရွေးဟုတ်တယ်ပြီးတော့ open လုပ်ပေးလိုက်နော် ဟုတ်ပြီးတော့ launch လိုက်မယ်နော် launch လုပ်လိုက်ဟုတ် launch လုပ်ပြီးတော့အဲ့ဒီမှာခုန create a Java project ပြီးတော့ project name ပေးပြီးတော့ create လုပ်လိုက်နော် ဟုတ် Java Basics ဒီနားလေးမှာခဏတော့ဟိုက package ထည့်အောင်မလားထည့်စရာမရှိ ရှက်စရာမလိုကျွန်တော်က class ဆောက်တာပြောတာထင်လို့အမပြောနေမမြင်ရတဲ့အခါကျ finish လုပ်လိုက်ဟုတ်အဲ့ဆို project လေးမြင်ရပြီနော် project လေးကိုဖွင့် SRC ကိုဖွင့် SRC ရဲ့အောက်မှာ new လုပ်ပြီးတော့ class ကိုရွေး class မှာ name ကဘာပေးမလဲဆိုတော့ main လို့ပေးလိုက်နော်ပြီးတော့ package နေရာမှာကျတော့ day 1လို့ရေးလိုက် package နေရာအသေးနဲ့စာလုံး small letter နဲ့ day 1လို့ရေးလိုက် package က source file ရဲ့အောက်မှာ source file ဆိုတဲ့စာလုံးလေးရဲ့အောက်မှာ package ရှိရဲ့အဲ့ဒီ package မှာ day 1လို့ပေးလိုက်နော် day 1ကို day ကိုအသေးနဲ့နော်အသေးနဲ့ package နေရာ smaller case ဖြစ်ရမယ်နော် ဟုတ် day 1ဟုတ်ပြီး finish ပြီးရင် finish မယ်နော် အဲ့ဆိုရပြီဒီဟာမှာခဏတော့ဆရာပြတဲ့အတိုင်းရေးလိုက်ရပြီဟုတ်တယ်မ ဟုတ်ခုနကကျွန်တော်ပြတဲ့အတိုင်းရေးလိုက်ရပြီအဲ့ဆိုအမ screen share တာလေး store လုပ်ရပြီနော်ဟုတ် store လိုက် ပြီးရင်ကျွန်တော် screen share ထားတာလေးကိုကြည့်မယ်ကြည့်ပြီးတော့အဲ့ဒါကိုပြန်ကူးမယ်နော် ဟုတ်ကဲ့ဟုတ် ဟိုဟာဒီနေ့ကဒါလေးရေးလိုက်ပြီးတော့ကျွန်တော်တို့က run တဲ့အချိန်မှာပေါ့နော် hello world ဆိုတဲ့စာလုံးလေးကို terminal မှာပေါ်ခြင်းတယ်ပေါ့နော် hello world ဆိုတာလေးကို terminal မှာပေါ်ခြင်းတဲ့အတွက်ကြောင့်မို့လို့ဘာလုပ်မှာလဲဆိုတော့ဒီနေရာမှာ system system.out.print ဆိုပြီးတော့အဲ့ဒီရဲ့ထဲမှာ hello world ဆိုတဲ့ string လေးတစ်ချောင်းကိုရေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးရေးလိုက်နော်ရေးလိုက်ပြီးတော့ဒီမှာအစိမ်းရောင် run အလွမ်းနဲ့ခလုတ်လေးရှိတယ်ကိုယ့်ရဲ့ main class လေးကိုထောက်ပြီးတော့ဒီအစိမ်းရောင် run နဲ့ခလုတ်လေးကို click ပြီးတော့ run လိုက်နော်
အဲ့ဆိုလို့ရှိရင် console မှာ hello world ဆိုတဲ့စာသားလေးပေါ်လာလိမ့်မယ်နော် ဟုတ်အစိမ်းအောင်ဟာလေးနော် class ကိုလွမ်းချင်တဲ့ class ကိုအရင်ထောက်လိုက်ထောက်ပြီးတော့မှဒီအစိမ်းအောင် button လေးကိုကလစ်လိုက်လို့ရှိရင် hello world ဆိုတဲ့စာသားလေးပေါ်လာမယ်အဲ့ဒီအဆင့်ထိကိုရအောင်လုပ်ပြီးနော် ဟုတ်တဲ့တောင်ဆောင် select လုပ်ရမှာလေ ဒီကျွန်တော်တို့ main.java ဆိုတဲ့ class file လေးကျွန်တော်တို့ရေးထားတဲ့ class file လေးအမအဲ့ဒီ class file အဲ့ဒါ select လုပ် select လို့ဆိုတာထောက်လိုက်ရင်ရပြီဒီတိုင်းထောက်ပြီးတော့အပေါ်ကစိမ်းအောင်ကလေးကိုနှိပ်လိုက်နော် အဲ့ဆိုဟိုကြလာလေ save and launch ဆိုမှာလေ ဟုတ်အမကဒီ program ကိုရေးတဲ့အချိန်မှာမ save သေးလို့ program ကို save တာ command s နဲ့တစ်ချက် save ပြီနော် ဟုတ် hello world ပေါ်ပြီးဆိုအောင်ပါ hello ရောပေါ်ပြီနော်အဲ့ဆိုစာဆက်တင်မယ်programming language ကိုတုံးပြီးတော့ program တွေကိုကျွန်တော်တို့အလုပ်တွေခိုင်းမယ်ပေါ့နော်အလုပ်တွေခိုင်းမယ်ဆိုတော့အခုကဘာခိုင်းချင်တာလဲဆိုတော့ဥပမာပေါ့အမကတန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစေချင်တယ်ပေါ့နော်တန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစေချင်တယ် integer တန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစေချင်တယ်အဲ့ဆိုလို့ရှိရင် memory ပေါ်မှာမပေါင်းခင်မှာအရင်ဆုံး integer တန်ဖိုးတွေကိုဘာလုပ်ရမှာလဲ memory ပေါ်မှာအရင်ဆုံး integer တန်ဖိုးတွေကိုတင်ရမယ်နော်ကိုပေါင်းချင်တဲ့တန်ဖိုးနှလုံး memory ပေါ်ကိုတင်ပြီးတော့မှဘာလုပ်ရမလဲဆိုတော့ပေါင်းရမယ်ဟုတ်တယ်ဟုတ်အဲ့ဆိုတော့အဲ့လိုမျိုးတန်ဖိုးနှစ်ခုကိုတတ်မှတ်ရမယ်တန်ဖိုးနှစ်ခုကို memory ပေါ်ဆွဲတင်ဖို့အတွက်ကိုလုပ်ရမှာဆိုတော့ကျွန်တော်တို့က programming language မှာဘာလုပ်ရမလဲဆိုတော့ data type တွေကိုသိရမယ် data type တွေသိတော့ခါကြတော့မှကိုက memory ပေါ်မှာ data တွေကိုတင်လို့တက်မှာနော် memory ပေါ်မှာ data တွေတင်ဖို့အတွက်ကိုကျွန်တော် variable တွေကို define လုပ်ရမယ်ပေါ့နော်အဲ့ဒါဆို data type တွေကလိုအပ်တယ်ဘာဖြစ်လို့ data type တွေကလိုအပ်လဲဆိုတော့ memory ပေါ်မှာတန်ဖိုးတစ်ခုခုတင်တိုင်းမှာ तू ကဘာ data တစ်ခုခုတင်တိုင်းမှာပေါ့နော် तू ကဘာ data မျိုးစားဖြစ်တယ်ဆိုတဲ့ဥစ္စာကို represent လုပ်ပေးဖို့လိုတယ်နော် Java မှာကြတော့ Java type script ဖြစ်တဲ့အတွက်ကြောင့်မို့လို့ data type ကိုဘာလုပ်ပေးဖို့လိုလဲသတ်မှတ်ပေးဖို့လိုတယ်နော်သတ်မှတ်ပေးဖို့လိုတဲ့အတွက်ကြောင့်မို့လို့ data type တွေကိုလေ့လာရတာဖြစ်တယ်အဲ့ဒါဆိုတော့ data type တွေမှာပထမဆုံးလေ့လာရမှာက primitive type တွေရဲ့အကြောင်းနော် primitive type ဆိုတာရှိတယ် primitive type ဆိုတာကကြတော့ data type တွေထဲမှာဆိုလို့ရှိရင် तू အခြေခံပေါ့နော် तू ကvalues တွေကို memory ပေါ်မှာ direct store လုပ်တာ primitive type တွေကလေသူတို့ primitive type လို့ပြောတဲ့ကြောင့်မို့လို့ object မဟုတ်ဘူး object တွေမဟုတ်ဘူးပေါ့နော်သူက simple values တွေကို memory ပေါ်မှာရိုးရှင်းပဲ store လုပ်တာပေါ့နော် primitive type တွေမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ကအုပ်စုကြီးနှစ်စုအနေနဲ့ပထမဆုံးခွဲမဲ့ဆိုလို့ရှိရင် primitive type တွေရဲ့အောက်မှာ boolean နဲ့ numeric တွေရှိတယ်boolean data type ရှိတယ် numeric data type တွေရှိတယ် boolean ဆိုတာကကြတော့သူက true or false ကိုပဲပြောချင်တာပေါ့နော် true သို့မဟုတ် false numeric data type ကကြတော့ numeric data type မှာကြတော့ကျွန်တော် characters တွေနဲ့ integer တွေနဲ့ခွဲတယ်နော်အဲ့မှာ character ကကြတော့ကျွန်တော်တို့ keyboard ပေါ်မှာရှိတဲ့ key တွေအပြင်ကျွန်တော်မြန်မာစာတို့တရုတ်စာတို့အင်္ဂလိပ်စာတို့စသဖြင့်အဲ့ဒီရဲ့ဟိုဟာ SE code character တွေအကုန်လုံးပါတယ်အဲ့ဒါဒီ character အုပ်စုထဲမှာပါတယ်သက်ဆိုင်ရာ language တွေကသတ်မှတ်ထားတဲ့ဒီ key တွေမှန်သမျှစာလုံးတွေမှန်သမျှမှာသူ့ကို represent လုပ်တော့တန်ဖိုးတွေရှိတယ်အဲ့ဒီတန်ဖိုးတွေအကုန်လုံးဒီ character data type ထဲမှာအကျုံးဝင်တယ်နော်အဲ့ဆို character လေးတစ်လုံးစီတိုင်းပေါ့ A ဆိုလို့ရှိရင်လည်း A ကိုသတ်မှတ်ထားတဲ့တန်ဖိုးရှိတယ် B ဆိုလို့ရှိရင်လည်း B ကိုသတ်မှတ်ထားတဲ့တန်ဖိုးရှိတယ် C ဆိုလို့ရှိရင်လည်းအဲ့ဒီ C ဆိုတဲ့ characters လေးကိုသတ်မှတ်ထားတဲ့တန်ဖိုးတွေရှိတယ်အဲ့ဒါကိုပြောချင်တာနော် character တစ်ခုကြည့်စီတိုင်းမှာ values တွေရှိတယ်နော်ပြီးတော့ new integer တန်ဖိုးတွေ integer တန်ဖိုးတွေအတွက်ကကျတော့ data type က integer ဆိုလို့ရှိရင် data type ဘယ်နှမျိုးထပ်ခွဲလဲဆိုတော့၄မျိုးထပ်ခွဲတယ် by short in long ဆိုပြီးတော့မှ၄မျိုးထပ်ခွဲတယ် float တန်ဖိုးတွေကို memory ပေါ်မှာတင်ချင်ရင် float နဲ့ double ဆိုပြီးတော့မှ2မျိုးရှိတယ် integer တန်ဖိုးတွေကို memory မှာတင်ချင်ရင်အရန်သိငယ်တဲ့ integer တန်ဖိုးလေးတွေကိုဆိုလို့ရှိရင် byte နဲ့တင်လို့ရတယ်သူ့ထက်ကြီးရဆို short သူ့နဲ့ကြီးတာဆိုလို့ရှိရင် integer အရန်ကြီးတဲ့ပမာဏပေါ့နော်အရန်ကြီးတဲ့ integer ပမာဏတွေ integer value တွေဆိုလို့ရှိရင် long အဲ့လိုမျိုးပေါ့အဲ့လိုတင်လို့ရတယ်ပေါ့နော် float တန်ဖိုးတွေပေါ့နော်ဒါသမကိန်းတွေနော် floating point တွေဆိုလို့ရှိရင် float နဲ့ double နဲ့တင်လို့ရတယ်နော်အဲ့ဒီမှာ integer data type တွေကိုပေါ့နော်ကျွန်တော်တို့ memory ပေါ်မှာတင်တဲ့အချိန်မှာဆိုလို့ရှိရင် byte တန်ဖိုးအနေနဲ့တင်မဲ့ဆိုလို့ရှိရင်သူ့ရဲ့ size က8 bit နေရာယူတယ်သူ့ရဲ့ size ကဘယ်နှ bit လဲ8 bit 8 bit လို့ပြောတာဒီ तू က2 power တင်လိုက်တာ2 power 8 2 power 8ဒီတန်ဖိုးဒီ +128 ကနေပြီးတော့မှsorry ပါ -128 ကနေပြီးတော့မှ +127 အထိနေရာယူတယ်ဒါဆိုလို့ရှိရင်8 bit နဲ့ကြီးညာဟိုက byte တန်ဖိုးနဲ့ကြီးညာထားတဲ့ integer ဒီ plus တန်ဖိုး -128 ကနေပြီးတော့ +129 အထိ range ကို तू ကတန်ဖိုးကိုတင်လို့ရတယ် byte တန်ဖိုး short နဲ့ကြီးညာလိုက်ရင်2 power 60 2 power 60ဆိုလို့ရှိရင် तू က
minus 32768ကနေပြီးတော့မှ plus 32767အထိကိုနေရယူတယ်အဲ့ဒါဆိုအဲ့ဒီ range မှာရှိတဲ့တန်ဖိုးတွေကိုကိုကသိမ်းချင်တယ်ဆိုလို့ရှိရင် short တန်ဖိုးနဲ့ကြီးညာလို့ရတယ် integer ကကျတော့2 power 32 long ကကျတော့2 power 64เนาะအဲ့ဒီက2 power 32တွေ2 power 64တွေကအရန်များမှဖြစ်တော့ကြောင့်မို့လို့ကျွန်တော်ကဒီသူ့ရဲ့ range ကိုတွက်ပြတာကိုဒီလိုမျိုးပဲ2 power နဲ့ပဲတွက်ပြထားတယ်ပေါ့နော်ဒီဘက်မှာမဆက်မှာဆိုလို့2 power 31ကနေပြီးတော့2 power 31 minus 1 2 power 64ဆိုလို့ရှိရင်2 power 63ကနေပြီးတော့မှ2 power 63 minus 1ပေါ့နော်သူကအဲ့လိုသွားတယ်အဲ့ဆိုတော့ဒီဟာတွေကျွန်တော်တို့ကတကယ်ကွန်ပျူတာပေါ်မှာသိမ်းတာကကွန်ပျူတာကဘာကိုပဲသိတာလဲ software ကဘာကိုပဲ sorry ပါ hardware ကဘာကိုပဲနားလဲတာလဲတကယ်တမ်းကကြတော့ machine code machine code တွေကိုပဲနားလဲတယ် machine code ဆိုတာဒီတကယ်တမ်းက1001နဲ့လောက်ထားတဲ့ binary တန်ဖိုးတွေပေါ့နော်အဲ့ဒီ binary တန်ဖိုးတွေကိုပဲ तू ကနားလဲတာအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ integer ဆိုလို့ရှိရင် byte က8 bit လို့ပြောတယ်ဆိုလို့ရှိရင် तू ကနော် तू က8 bit လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ဒီ1001နေပေါ့နော်ရှစ်လုံးရှိတဲ့ length ပေါ့ရှင်းလုံးရှိတဲ့ဒီ CV တစ်ခုကို तू ကပေးတယ်အဲ့ဒီ CD တစ်ခုမှာကိုက byte တန်ဖိုးကို107လို့သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင် तू ကဒီ0110တန်ဖိုးလေးတွေကိုဒီလိုမျိုးသတ်မှတ်လိုက်တယ်ပေါ့နော်01101011ဆိုပြီးတော့မှ तू ကသတ်မှတ်လိုက်တယ်အဲ့ဒီမှာအဲ့လိုမျိုးသတ်မှတ်လိုက်တာက तू ကဒိဗယ်ရှိတယ်ဘယ်လိုဒိဗယ်ရှိလဲဆိုတော့ကျွန်တော်ချက်ပြပေးမယ်နော်ဒါလေးကခုနကကျွန်တော်တို့က byte တန်ဖိုးဆိုလို့ရှိရင်8 bit လို့ပြောရလေ8 bit ဆိုလို့ရှိရင် तू က0110ရှစ်လုံးရှိတဲ့bit length ပေါ့နော် bit length လေးရလာတယ်အဲ့ဒီ bit length မှာသူက2 power ဟို10ကျွန်တော်တို့သိမ်းချင်တဲ့တန်ဖိုးကဘယ်လောက်သိမ်းချင်တဲ့တန်ဖိုးက107အဲ့ဒီ107ကိုကိုစားပြုတဲ့ digital string တစ်ခုကိုဖန်တီးရမှာအဲ့ဒီထဲမှာလည်းတခြားတန်ဖိုးတွေပါလို့မရအောင်ဘာတွေပဲပါလို့ရမှာလဲဆိုတော့0တွေ1တွေပဲပါလို့ရမယ်အဲ့ဒီခါကျတော့ तू က2 power တွေတင်တယ်ပေါ့နော်ဒီနေရာမှာ1လို့ဒီနေရာမှာကျွန်တော်တို့က8လုံးမှာ2 power 0ပထမဆုံးနေရာ2 power 0ကိုကိုစားပြုတယ်ဒုတိယနေရာ2 power 1 2 power 2 2 power 3 2 power 4 2 power 5 2 power 6 2 power 7ဆိုတာယူလိုက်တယ်တိတုံညာခွန်ရအောင်ဆိုလို့ရှိရင်64 plus 32 plus 8 plus 2 plus 1လို့ပေါင်းလို့ရှိရင်တိတုံညာခွန်ရမယ်အဲ့ဒီတိတုံညာခွန်ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့2 power 0ခန်းမှာရှိတာရယ်2 power 1ခန်းမှာရှိတာရယ်2 power 3ခန်းမှာရှိတာ2 power 5ခန်းမှာရှိတာ2 power 6ခန်းအခန်းမှာရှိတာရယ်အဲ့ဒီတန်ဖိုးတွေကိုပေါင်းလို့ရှိရင်ဒါရမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလိုချင်တဲ့အခန်းကတန်ဖိုးတွေအကုန်လုံး1ပေးလိုက်တယ်ကျန်တဲ့မလိုတဲ့ဥစ္စာတွေကကျတော့0ထားလိုက်တယ်အဲ့ဒီခါကျတော့သူ့ရဲ့ bit length ကဘယ်လိုထွက်သွားလဲဆိုတော့01101011ဖြစ်သွားတယ်ရလားဟုတ်အဲ့လိုအဲ့ဒါဆိုတော့အဲ့ဒီတန်ဖိုးလေးကိုသူတကယ်သိမ်းတာ memory ပေါ်မှာ0110တွေကိုပဲသွားသိမ်းလိုက်တာပေါ့နော်အဲ့လိုမျိုးသွားသိမ်းလိုက်တာအဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒီ integer တန်ဖိုးကို memory ပေါ်မှာအဲ့လိုမျိုးတွက်ပြီးတော့သွားသိမ်းလိုက်တာပေါ့နော်အဲ့ဒါကိုပြောချင်တာဘယ်ကသတ်မှတ်ထားတဲ့ bit တန်ဖိုးတွေဒီအလကားရှောက်မှတ်ထားတာမဟုတ်ဘူးသူ့ရဲ့ bit length ကိုကိုစားပြုတယ် byte ဆိုလို့ရှိရင်0တွေ1တွေဘယ်နှလုံးရှိတဲ့ bit length ဖြစ်မလဲ8လုံးရှိတဲ့ bit length short ဆိုလို့ရှိရင်0တွေ1တွေ16လုံးရှိတဲ့ bit length နော် integer ဆိုလို့ရှိရင်0တွေ1တွေ32လုံးရှိတော့ bit length ရှိတော့ဟာ long ဆိုလို့ရှိရင်0တွေ1တွေ64အလျားရှိတော့ bit length အရှိကြီးပဲအဲ့ဒီမှာကိုတွေကဘာလုပ်ရမလဲဆိုတော့ကို assign လုပ်ချင်တဲ့တန်ဖိုးကိုသူကတွက်ပြီးတော့မှ memory ပေါ်မှာအဲ့ဒီ0s1s bit length ရှိကိုသွားသိမ်းတာတကယ်တန်ဖိုးကိုသိမ်းတာမဟုတ်ဘူးပေါ့နော်ဟုတ်အဲ့ဒါမှာ float တွေဆိုလို့ရှိရင်လည်း float data တွေဆိုလို့ရှိရင်လည်းသူ့မှာသက်ဆိုင်ရာ balance တွေရှိတယ်သူတို့ရဲ့ဒီဘာမှ assign မလုပ်ဘဲနဲ့ကြီးညာလိုက်ရင် default value တွေကသူက0တွေနေရာယူတယ်เนาะဟိုဟာ float တန်ဖိုးတွေကိုဘာမှမထက်ပဲနဲ့ဒီတိုင်း degrade ဟိုဟာပေါ့ variable ပဲကြီးညာလိုက်မယ်ဆိုလို့ရှိရင်သူက default အနေနဲ့က0တွေကိုသာသမဂိမ်းတွေကိုနေရာယူတယ်ပေါ့နော်0.0နေရာယူတယ်ပေါ့နော်character တွေကကြတော့60 bit ပေါ့နော် character အနေနဲ့ကြီးညာမယ်ဆိုလို့ရှိရင် memory ပေါ်မှာသူက60 bit နေရာယူမယ်60 bit length ရှိတော့60 bit length ရှိတော့ဟိုဟာပေါ့နော်01 series like ကိုသူကနေရာယူမယ်အဲ့ဒီမှာသူ character တွေရဲ့ range ကကြတော့တဲ့0ကနေပြီးတော့မှသူက65535 unicode character တွေကိုသူကကိုစားပြုတယ်ပေါ့နော်Okay အဲ့ဆိုတော့ရှင်းလားမသိဘူးเนาะဟုတ်ရှင်းပါတယ် Okay အဲ့ဆို primitive type တွေရဲ့အကြောင်းကိုအခုပြောပြတာက primitive type တွေရဆိုလို့ရှိရင် primitive type တွေရဲ့အုပ်စုထဲမှာဆိုလို့ရှိရင်အခု boolean char numeric integer character integer မှာဆိုလို့ရှိရင် byte in long float မှာကျတော့ float တာပဲအဲ့ဒီဟာတွေက primitive type တွေ primitive type တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာသက်ဆိုင်ရာသတ်မှတ်ထားတဲ့ bit value တွေမရှိဘူးလားရှိတယ်အဲ့ဒီ bit value တွေအတိုင်းကို memory ပေါ်မှာဘာသွားလုပ်လဲဆိုတော့ဓာတ်ရိုက်နေရယူလားနော် memory ပေါ်မှာအဲ့ဒီ bit value တွေအတိုင်းကိုတွက်ပြီးတဲ့အခါကျတော့ဓာတ်ရိုက်နေရသွားယူတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့သူတို့ direct addressing လို့ပြောရဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့က memory ပေါ်မှာဒီနေရာမှာ stat memory နဲ့ heap memory ရှိတယ်ပေါ့နော်ဥပမာကျွန်တော်က integer h integer h ဆိုတဲ့ variable လေးထဲကို32ဆိုတဲ့တန်ဖိုး assign လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ32ကို represent လုပ်တော့ binary string
binary series ပေါ့နော်1001နေပါတယ် binary series ကိုဘာသွားလို့လဲဆိုတော့ memory ပေါ်မှာတိုက်ရိုက်နေရယူတာ step ပေါ်မှာတိုက်ရိုက်နေရယူတာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါဆိုတော့ဒီနေရာမှာ direct addressing ဒီဘက်ပေါ်မှာသိမ်းတာလဲဆိုတော့တန်ဖိုးကို memory ရဲ့ step ပေါ်မှာတိုက်ရိုက်သိမ်းတာအဲ့ဒါကြောင့်မို့လို့သူ့ကို direct addressing လို့ပြောတာနော်အဲ့ဒါဆိုတော့ကျွန်တော်တို့က data type တွေကိုဘာကြောင့်မိတ်ဆက်ပေးရလဲဆိုတော့ program တစ်ပုဒ်ရေးတော့မယ်ဆိုလို့ရှိရင် program တစ်ပုဒ်ရေးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီ program မှာကျွန်တော်တို့သင်ရမယ့် data တွေမရှိနိုင်ဘူးလားဆိုတော့ရှိနိုင်တယ်ပေါ့နော် program မှာသုံးရမယ့် data တွေရှိနိုင်တယ်ပေါ့နော်အဲ့ဒီ data တွေတခုခုသုံးရတော့မယ် variables တွေ identifier တွေတခုခုသတ်မှတ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီမှာသက်ဆိုင်ရာကိုသုံးချင်တဲ့တန်ဖိုးရဲ့ဘာကိုသတ်မှတ်ပေးရမှာလဲဆိုတော့ data type ကိုသတ်မှတ်ပေးရမယ်ပေါ့နော်ဥပမာကျွန်တော်ကအသက်နဲ့ပတ်သက်တဲ့တန်ဖိုး memory ပေါ်မှာပေးချင်တယ်ဆိုလို့ရှိရင် integer ပေါ့ integer h အဲ့ဆိုလို့ရှိရင်အဲ့ဒီ integer ဆိုတာကအရှိရရေးလိုက်တာက int လို့ရေးလိုက်တာကဘာလဲ integer data type ကိုစားပြုတယ် data type ရဲ့အနောက်မှာဘာလာလဲဆိုတော့ variable name လာတယ်နော် variable name အဲ့ဆိုအဲ့ဒီ integer variable name ပေါ့နော် integer data type ကိုစားပြုတဲ့ variable ကိုသိမ်းမယ်အဲ့ဒီ h ဆိုတဲ့ variable ရဲ့အထက်မှာ integer values ကိုသိမ်းမယ်လို့ပြောရတယ်တူတယ်ဗါလဲ a ဆိုတဲ့ variable ရဲ့အထက်မှာ integer values ကိုသိမ်းပါမယ်เนาะ integer values ကိုသိမ်းပါမယ်အဲ့မှာ equal sign ကဘာလုပ်တာလဲဆိုတော့ဒီဘက်မှာညာဘက်မှာရှိနေတဲ့ values ကိုဘက်မှာရှိနေတဲ့ variable ရဲ့အထက်ကို assign ထည့်တာအဲ့ဒါဆိုတော့ဒီနေရာမှာကျွန်တော်ကပေါ့နော်60လို့ရေးလိုက်တယ်ဆိုလို့ရှိရင်ဒီ60ဆိုတဲ့တန်ဖိုးကို60ဆိုတဲ့ integer တန်ဖိုးကို h ထဲကိုဘာလုပ်လိုက်တာလဲ assign လုပ်တာထည့်လိုက်တာဘာကိုသုံးပြီးတော့ထည့်တာလဲဆိုတော့ equal sign ကိုသုံးပြီးတော့မှထည့်တာအဲ့ဒီ equal sign ဒီပုံမှန်ကကြတော့ညီလားလို့ညီတယ်လို့ကိုစားပြုတဲ့အချိန်မှာသုံးတာပေါ့နော်သင်္ချာမှာကြတော့ programming မှာကြတော့အဲ့ဒီ equal sign ဒီဘက်မှာရှိတဲ့ values ကိုညာဘက်မှာရှိတဲ့ variable ရဲ့အထဲကိုဘာလုပ်တာလဲထည့်တဲ့ချိန် assign လုပ်တဲ့ချိန်မှာသုံးတာအဲ့ဒါဆိုတော့သူလုပ်တဲ့ပုံစံကဘယ်ဘက်ကတန်ဖိုးဘယ် left to right ပေါ့နော်ဘယ်ဘက်မှာရှိနေတဲ့တန်ဖိုးညာဘက်မှာရှိနေတဲ့ variable ရဲ့အထဲကို assign လုပ်ချင်တယ်ဆိုလို့ရှိရင် equal sign ကိုသုံးတယ် equal sign ကိုကျွန်တော်တို့ assignment operator လို့လည်းပြောတယ်ဘာလို့လဲဆိုတော့ assign ထည့်လို့ရလို့ဒီနေရာမှာကျွန်တော်က string name ဆိုပြီးတော့မှမောင်လို့ကြီးညာလိုက်တယ်အဲ့ဆိုတော့အရှိရ data type ကပါလဲ string နော် name ကကြတော့ variable name နော်နောက်ကကြတော့ values ပေါ့အဲ့လိုမျိုးသွားတယ်နော်ပြီးတော့ double double balance balance ဆိုပြီးတော့မှ1000နဲ့8လို့ကြီးညာလိုက်တယ်ပေါ့နော်1000နဲ့108ပေါ့ double okay အဲ့ဆိုလို့ရှင်ဒါကဘာလဲဆို data type ကဘာလဲ data type က double အဲ့ဒီမှာနောက်က values နောက်က variable ရဲ့ name က balance သူ့ထဲကို assign လုပ်တဲ့ value က100.8เนาะအဲ့လိုမျိုးအဲ့ဆိုတော့ဒီ data type တွေမှာအပေါ်က string ကိုမပြောသေးဘူးเนาะအပေါ်က integer နဲ့ double ကဘာ data type မျိုးစားတယ်မှာပါလဲ primitive type တွေเนาะ primitive type တွေဆိုလို့ရှိရင်ကျွန်တော် memory ပေါ်မှာတိုက်ရိုက်နေရယူတယ်သူက simple ဖြစ်တယ်เนาะသူက simple ဖြစ်တယ်လို့မှတ်ထားရမယ်သူ့မှာတန်ဖိုးကိုပဲသူကသိမ်းတယ် hold လုပ်တယ်တခြားဥစ္စာတွေမပါဘူးတခြား method တွေဘာတွေညာတွေသူ့မှာသုံးလို့မရဘူးဘာဖြစ်လဲဆိုတော့ तू က integer လို့ပြောလိုက်ပြီဆိုတာနဲ့တကယ်တမ်းဒီကျွန်တော်တို့မျက်စိအမြင်မှာကျတော့16လို့မြင်ပေမဲ့တကယ်တမ်းကကြတော့ဘာဖြစ်မလဲ1101101နေကိုစားပြုတော့01နေကိုစားပြုတော့ဘာဖြစ်နေမှာလဲ series တစ်ခုเนาะ binary strings binary series တစ်ခုဖြစ်မယ်ဒါပဲလို့ပြောလိုက်တယ်ဆိုလို့ရှိရင်လည်းဒီ1000011နေကိုစားပြုတော့ तू က series တစ်ခုဖြစ်မယ်အဲ့လိုမျိုးပေါ့เนาะအဲ့ဒီတန်ဖိုးကိုပဲ तू က memory ပေါ်မှာတိုက်ရိုက်သိမ်းတာဖြစ်တယ်သူ့မှာတခြားဟာတွေ reference တွေပါညာတွေ basic ကိစ္စတွေမပါဘူးပေါ့เนาะအဲ့ဒါကိုပြောချင်တာအဲ့ဒါဒီ primitive type ပဲ primitive type တွေအရင်ရိုးရှင်းတယ်ကိုကြီးညာလိုက်တဲ့တိုင်းကိုပဲ memory ပေါ်မှာတိုက်ရိုက် stack memory ပေါ်မှာတိုက်ရိုက်သိမ်းတာဖြစ်တယ်เนาะ okay အဲ့ဆိုတော့ရလားအခုတင်လိုက်တာလေးကိုရှင်းလင်းကောင်းထဲမှာမြင်သွားတယ်နော်ဟုတ်အဲ့ဆိုစာနည်းနည်းပြန်ပေးမယ်နော်အစုံမတက်ခင်လေးမှာစာဘာပြန်ပေးမှလဲဆိုတော့ data type တွေကိုဘာကြောင့်သုံးဖို့လိုအပ်တယ်လဲအဲ့ဒါကိုပျောက်ချင်းစီလေးကိုနားလက်တလို့လေးဖြည့်ပေး data type တွေကိုဘာကြောင့်သိဖို့လိုအပ်လဲ data type တွေကဘာတွေလဲ data type တွေကိုဘာကြောင့်သုံးတာလဲ memory ပေါ်မှာ store လုပ် memory ပေါ်မှာ store လုပ်မယ်ဘာတွေကို store လုပ်မှာလဲ memory ပေါ်မှာကိန်းကနန်းတွေ memory ပေါ်မှာကကိန်းကနန်းတွေ data တွေကို store လုပ်မယ်အဲ့ဒီအချိန်မှာ data type တွေကိုဘာလုပ်ပြီးတော့သုံးရလဲသတ်မှတ်ပြီးတော့မှသုံးရတယ်ကြီးညာပြီးသတ်မှတ်ပြီးတော့မှသုံးရတယ် okay data type တွေက value တွေ store လုပ်ဖို့အတွက်ကြီးညာ value တွေ store လုပ်တဲ့အချိန်မှာ data type တွေကိုသတ်မှတ်ဖို့လိုအပ်တယ်လို့တယောက်ကပြောတယ်ပေါ့နော် data type တွေကိုဘာကြောင့်သုံးဖို့လိုအပ်လဲနောက်ထပ်ရည်ရွယ်ချက်တစ်ခု data type တွေကို
ကြီးညာလိုက်ခြင်းအဖြစ်အဲ့ဒီ variable ရဲ့အထဲမှာနော်အဲ့ဒီ variable ရဲ့အထဲမှာဘာတန်ဖိုးတွေကိုပဲ assign လုပ်လို့ရတယ်ဆိုတာကိုသတ်မှတ်လိုက်တာနဲ့မတူဘူးလား တူပါ တူနေဗျာ တူတယ်အဲ့ဒါဆိုကျွန်တော်က integer h လို့ကြီးညာလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ h ထဲမှာတခြား integer မဟုတ်တဲ့တန်ဖိုးတွေထည့်လို့ရသေးလား မရတော့ဘူး ထည့်လို့မရတော့ဘူးအဲ့ဒါကိုပြောချင်တာနော်အဲ့ဒါဆိုအဲ့ဒါရည်ရွယ်ချက်ကနောက်တစ်ခုနောက်တဲ့ရည်ရွယ်ချက်တစ်ခုကဘာဖြစ်မလဲ data type တွေကိုသတ်မှတ်တာဒီသက်ဆိုင်ရာဘာတွေကိုသတ်မှတ်တာနဲ့တူလဲသက်ဆိုင်ရာ integer တွေရဲ့တန်ဖိုးတွေရဲ့ range ကိုသတ်မှတ်လိုက်တာနဲ့လည်းတူတယ်အခုမှ integer ဆိုလို့ရှိရင်2 power ဘယ်လောက်လဲ တတိ အတီတူ 2 power 32ဆိုလို့ရှိရင်သူ့ရဲ့ base length ကိုတွက်လို့မရဘူးလားဘယ်လောက် base length ရှိရဲဟာအဲ့ဒါကိုကျွန်တော် range ကိုလည်းသိနိုင်တယ်နော်ဒီ data type တွေကိုသိချင်းအားဖြင့် data type တွေရဲ့မျိုးစားပုံမှာမူတည်ပြီးတော့သူဟာ primitive type လားသူဟာ reference type လားဆိုတာကိုသိနိုင်တယ်နော်အခု integer တို့ double တို့ဆိုလို့ရှိရင်ဘာတွေလဲဘာ type တွေလဲ primitive type တွေနော် primitive ဟုတ်အဲ့ဆို Mayuki primitive type တွေက memory ပေါ်မှာဘယ်လို store လုပ်လဲ direct store လုပ်တယ် direct store လုပ်တယ်နော် primitive type တွေက direct store လုပ်တယ်လုံးဝရိုးရှင်းတယ်သူ့မှာအတွေ့အတာနှောင်ဖွဲ့တွေဘာမှမပါဘူးเนาะကိုကြီးညာလိုက်တဲ့တန်ဖိုးအတိုင်းကိုသူက memory ပေါ်မှာ balance အနေနဲ့ပြောင်းပြီးတော့ store လုပ်တယ်เนาะဒါပဲ ဟုတ် okay အဲ့တော့ဒီနေ့သင်တာကတော့ဒီ concept ကိုရရင်ရပြီပေါ့เนาะ slide လေးတွေလည်း share ပေးထားတယ်ကြိုဖတ်ထားလို့လည်းရတယ်ဟိုဗီဒီယိုကကြတော့ကျွန်တော်စာမေးထားတာလေးတွေနာမည်ခေါ်တာလေးတွေ edit လုပ်ပြီးတော့ပြန်ဖြတ်ပြီးတော့မှညနေကြတော့မှတင်ပေးမယ်ပေါ့เนาะ ဟုတ်ကဲ့ဗျာ ဟုတ် ဆရာပါလေကျွန်တော်ကခုနစစ်တာ64 processor ဟုတ်တယ်ဗျာ64 bit ဟုတ်တယ်ကျွန်တော် 64 bit 64 processor ဟုတ်တယ်เนาะ ဟုတ်တယ်ကျွန်တော်ပါလေ YouTube မှာတော့ဆရာတစ်ချက် try ကြည့်လိုက်မယ်ရတယ်ဆိုဆရာကခဏလေး screenshot လေးပို့ပေးလိုက်မယ်ခုကျွန်တော်တစ်ချက် try ကြည့်လိုက်မယ် okay အဲ့လိုမျိုး try ကြည့်လိုက်เนาะ ဟုတ်ကဲ့ဗျာဆရာကျွန်တော်ရရင်ဆရာကိုအဲ့လိုမျိုး program ရေးပြီးမှ screenshot လေးပို့ထားလိုက်မယ်နော်ဆရာ ဟုတ်ကဲ့ဟုတ် thank you ပါဟုတ် ဟုတ်ကဲ့ဗျာဆရာ အဲ့ဆိုတော့ဒီနေ့တကယ်ကတော့သင်သိစေချင်တာတော့ data type တွေရဲ့အကြောင်းပါပဲဒီ class ဆောက်တာတွေ method ဆောက်တာတွေတော့မပါသေးဘူးပေါ့နော်ဒါပေမဲ့ Java က object oriented programming language ဖြစ်တဲ့ကြောင့်မို့လို့သူ့ကိုစသင်ပြီဆိုတာနဲ့ကို class တစ်ခုထဲမှာပဲကိုတွေကကိုရေးခွင့်ရှိတယ် class ရဲ့အပြင်မှာရေးလို့မရဘူးပေါ့နော်အဲ့အကြောင်းမို့လို့ class တွေ object method တွေကိုစောက်လိုက်တာနော် ဟုတ်ကဲ့ဗျာ okay အဲ့ဆိုတော့ဒါလေးပါပဲဟုတ်တခြားမေးချင်တာရှိသေးလား မရှိပါဘူး ရှိပါဘူးဗျာ ဟုတ်မရှိတော့ဘူးဆိုလို့ရှိရင်သင်ထားတဲ့စာတွေရော slide တွေရောပြန်ပြီးတော့ဖတ်ရမယ်ပေါ့နော်ဟို Mayuki ကကြတော့slide ထဲမှာမသိသေးတဲ့စကားလုံးသုံးနှုန်းလေးကိုဆိုလို့ရှိရင်ကြက်ရမယ်ပေါ့နော်ကြက်ရမယ်မှတ်ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရေးဖြည့်ရမယ့် test ကရေးဖြည့်ဖြစ်နေလို့နော်ဟုတ်ကဲ့ပါအဲ့ဆိုဒါပဲနော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ကျေးဇူးပါဗျာဆရာ သူက support ပေးဖို့အတွက်နော်ဟိုဟာ JDK က platform dependent ဖြစ်တယ် platform dependent ဖြစ်တယ်လို့ဘာလို့ပြောရလဲဆိုတော့ဟိုဟာ JDK ကိုကျွန်တော်တို့က download ဆွဲမယ်ဆိုလို့ရှိရင် Oracle website မှာကိုယ့်ရဲ့ operating system နဲ့ကိုက်တဲ့ JDK ကိုက down ရမှာเนาะ Linux MacBook သုံးနေဆိုလို့ရှိရင် MacBook တက်ထုတ်ထားတဲ့ JDK ကို down ရမယ် Windows သုံးနေဆိုလို့ရှိရင် Windows set တွေတက်ထုတ်ထားတဲ့ JDK ကိုက down ပြီးတော့မှ install လုပ်ရမယ်အဲ့ဒါကြောင့်မို့လို့ JDK ဟာ platform dependent ဖြစ်တယ်เนาะရလား JVM ကရော platform dependent ဖြစ်တာလား platform independent ဖြစ်တာလား ဒီပိုင်းနဲ့ဖြစ်တယ် platform independent ဖြစ်တာ platform dependent ဖြစ်တယ်เนาะ JVM ကအဲ့ဆိုတော့ installation လည်းပြီးပြီဆိုတော့ conclusion တွေကိုလည်းconclusion ကလည်းမနေ့ကသင်ပြီးသွားပြီဆိုတော့ဒီ slide ကတော့ပြီးသွားပြီဒီ slide ပြီးသွားပြီဆိုတော့ခုနက eclipse ထောင်းထားတာတွေလည်းအကုန်လုံးပြီး တော့နဲ့ချိန်တာကိုညနေတည်းမှပြန်စမ်းကြည့်ရဖုန်းနဲ့ကတော့ဆရာရတယ်အဲ့ပုံတော်ပို့လို့မရဆရာစီပုံရရင်ရောက်ကုန်မရတော့ အော်အေးအဲ့ဒါနည်းနည်းတော့ခက်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဥစားဖြစ်လို့အခုကစာတင်တဲ့ခါကျတော့ screen share လိုက်လို့ရှိရင်တော့ issue အကူကချက်ချင်းရှင်းပေးနိုင်တယ်ပေါ့နော် share လို့မရတဲ့ခါကျတော့ရှင်းလို့မရအောင်ပေါ့ ဟုတ်တယ်စတီကွာနဲ့ရော Visual Studio ကုန်းနေရောရ လဲဆိုတော့ eclipse မှာလေကျွန်တော်တို့ဒီ right ဘယ်လိုပြရမလဲဒီလိုလေးပေါ့နော် ဟုတ်တယ် eclipse မှာကျွန်တော်တို့လေဒီအပေါ်မှာ file ဆိုတာလေးရှိတယ်တွေ့လားမသိဘူး screen မတွေ့ရ screen share မတွေ့ရ ဘုံမေးနေ eclipse မှာ file ဆိုတာလေးရှိတယ်file ဆိုတာလေးရှိတယ်အဲ့ဒီမှာ new ရှိတယ်เนาะ new ဆိုတာလေးရှိတယ် new ဆိုတာမှာ Java project ကိုထောက်လိုက် Java project လေးကိုထောက်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ Java project လေးကိုမြင်ရမယ်เนาะတွေ့လား ဟုတ် အဲ့ဒီမှာ create project လား
create project မဟုတ်ဘူး create a Java project create new Java project เนาะ Java project အစစ်ဆောင်ပါ create a Java project ရ create a Maven project ရ create a project 3မျိုးရှိ create Java project Maven မဟုတ်ဘူး create Java project ပဲเนาะ ဟုတ်အဲ့တစ်ချက်နေရမှာနော် ဟုတ်တယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ရင်ဒီလိုမျိုးဖောင်ကြလာလိမ့်မယ်เนาะ တည် ဒီလိုမျိုးဖောင်ကြလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရိုးရိုး Java project ဆိုတော့ day 1 project ဆိုတော့ကျွန်တော်ကတော့ Java ဟိုပါပေါ့ BASIC basic day 1ပေါ့เนาะအဲ့လိုမျိုးပေးလိုက်တယ်เนาะအဲ့ဆိုတော့ပါလို့ Java basic day 1လို့ပေးလိုက်တယ်เนาะ Java basis အကုန်စိတ်ရမှာလား အကုန်ခုလောလောဆယ်ကတော့ဒီစပိတ်ချလို့မရအောင်စပိတ်ချလို့မရတဲ့ဟိုအကုန်ဆက်ရေးမယ်1 2ကပေါင်းမှ meaningful ဖြစ်တဲ့စကားလုံးဆိုလို့ရှိရင်အစစလုံးအကြည့်နဲ့ရေးလိုက်เนาะ ဟုတ် Java basis day 1ပြီးတော့ဟိုကရွေးရအောင်ပါလားဟိုကလေ location တွေပါမလို့ မလို့ဒီတိုင်းနာမည်ပေးလိုက်ပြီး create လုပ်လိုက်ရင် project folder ထဲတန်းဝင်သွားလိမ့်မယ်เนาะ ဟုတ် finish လိုက်မယ်နော် finish လိုက်ပါဟုတ် ရပါဘူး ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီ SRC ရဲ့အထဲမှာပေါ့เนาะ right click နဲ့ new Java ဘာလုပ်မလဲဆိုတော့ class တစ်ခုကိုစောင့်မယ်เนาะ class တစ်ခုကိုစောင့် SRC မတွေ့ဘူးနော်ဆရာ SRC ကဘာလို့မတွေ့ရလဲဆိုတော့ဒီ project ကိုမဖွင့်ချသေးလို့ project လေးကဒီလိုမျိုးပိတ်နေတာဒါကိုဖွင့်ချလိုက်ရင် SRC လေးအောက်မှာရှိနေလိမ့်မယ်เนาะ အော်ဟုတ်ပြီ အဲ့ဒီ SRC ပေါ်မှာ right click ထောက်ပြီးတော့ new မှာ class တစ်ခုကိုစောင့်မယ်เนาะ class လေးတစ်ခုကိုစောင့်လိုက်မယ် class လေးတစ်ခုကိုစောင့်ပြီးတော့အဲ့ဒီ class ရဲ့ name ကဘာလို့ပေးလိုက်မလဲဆိုတော့ main လို့ပေးလိုက်မယ်เนาะအစစလုံးအကြီးနဲ့ new နေရာမှာ class နော် ဟုတ် new နေရာမှာ class name ဟိုကကြတော့ main ဆိုပြီးတော့မှအစစလုံးအကြီးနဲ့ပေးလိုက်မယ်เนาะပြီးရင် finish လုပ်လိုက်မယ် finish လုပ် main ဟုတ် finish အနေအမဲရိုက်ပြီးရင်လေသူက finish မှာမလင်းနေဘူးဘာလို့လဲမသိနော် browse တွေပါလောက်ရအောင်မလို့လား new မှာ class ကိုရွေးလိုက်တယ်ဟုတ်တယ်အဲ့လိုရွေးပြီးတော့ name နေရာမှာကို အဲ့ဒီမှာမလင်းနေတာကပေါ့နော်ပြဿနာတစ်ခုခုရှိနေတယ်အဲ့ဒီမှာအနီရောင်လေးနဲ့တစ်ချိန်ခတ်ထားတာလေးကိုတစ်ချက်ဖတ်လိုက်အဲ့ဒါဒီကိုရဲ့ a package name must be specified for a module အဲ့ဆိုတော့ package name ကိုကျွန်တော်တို့ကထပ်ပေးရမယ်နော် package name ကိုထပ်ပေးရမယ်ဆိုတော့ package name ကကျတော့ day 1လို့ရေးလိုက်နော်အဲ့ဆိုကျွန်တော်တို့ကဒီလိုသဘောပေါ့နော် day 1ဆိုတဲ့ package လေးကိုစောက်လိုက်တယ်အဲ့ day 1ဆိုတဲ့ package လေးရဲ့အထဲမှာကျွန်တော်တို့က main class ကိုထည့်လိုက်တယ်နော်ဆရာလောက်ပြတယ်ဥစားတင်ကြည့်လောက်မှတပိတ်လောက်မှခဏတော့က view ထဲကနေပြီးတော့မှ right click ထောက်မယ် new ကိုထောက်မယ် class လေးကို class ကိုနေဟုတ်ပြီးတော့ package name ကကျတော့ day 1လို့ထည့်လိုက်မယ် အော်ဟုတ်ခဏတော့လောက်ပြီးသားဆိုတော့package name မှာမထည့်လိုက်ရပြန်တော့ထည့်လို့ရလားခုနကမထက်ပဲနဲ့ create လုပ်လိုက်တာလားဟုတ်တယ်ဟို day 1ကိုမထည့်ဘူးအပေါ်ကလေ Java basic day 1ဆိုတာပဲ folder name လုပ်ပြီးတော့မှ finish လုပ်ခဲ့အော်ရတယ်ပြဿနာမရှိဘူးเนาะအခုကတော့ဒီတိုင်းပဲလုပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ဘာလေးတွေရလာလဲဆိုတော့ကိုက class လေးတစ်ခုစောက်ထားတယ်เนาะ public class main အဲ့ဒါကဘာလို့ပြောလဲဆိုတော့ main class เนาะ main class လေးတစ်ခုပေါ့ class မှာဆိုလို့ရှိရင် तू က parenthesis တစ်စုံ brace တစ်စုံပါတယ်ပေါ့เนาะအဲ့ဒီတော့ကွင်းအဖွင့်ရပိတ်ရအဲ့ဒီတော့ကွင်းအဖွင့်နဲ့ပိတ်ဒီတော့ကွင်းဖွင့်နဲ့ပိတ်ချာကျတော့ဘာကိုပြောချင်တာလဲဆိုတော့အဲ့ဒီ class ရဲ့ body ကိုပြောချင်တာเนาะဒါတော့ကွင်းအဖွင့်ရ body အစားတော့ကွင်းအပိတ်ရကြတော့ body အပိတ်เนาะအဲ့ဒီ class တစ်ခုရဲ့ body ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ class မှာ class ကို implement လုပ်တဲ့ code တွေရေးလို့ရတယ်အခုလောလောဆယ်ကတော့အဲ့လိုမျိုးပဲပြောလိုက်မှာပေါ့နော်ဒီထဲမှာ code တွေရေးလို့ရတယ် class ရဲ့အပြင်မှာ code တွေရေးလို့မရအောင်အပြင်မှာရေးလို့မရအောင်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့က class name ရဲ့အစကိုအစလုံးအကြီးနဲ့ပေးရမယ်နော်လောလောဆယ်ကတော့ဒါလေးတွေမှတ်ထားလိုက်အဲ့ဒီမှာကျွန်တော်ကဘာရေးမှလဲဆိုတော့ public public static static void void main အဲ့လိုမျိုးသုံးလုံးရေးလေးလုံးရေးလိုက်တာပေါ့ public ရဲ့ static ရဲ့ void ရဲ့ main ရဲ့ဆိုပြီးတော့စကားလုံးလေးလုံးရေးလိုက်တယ်အဲ့လေးလုံးရဲ့နောက်မှာလက်သက်ခွင်းဖွင့်ပိတ်တစ်စုံထည့်တယ်အဲ့ဒီလက်သက်ခွင်းရဲ့အထဲမှာနောက်ထပ်စကားလုံးတစ်လုံးထည့်ရေးတယ်နော် string string ဆိုပြီးတော့မှ args အဲ့လိုမျိုးရေးလိုက်တယ်အဲ့ဒါကဘာလုပ်လိုက်တာလဲဆိုတော့ main method လေးတစ်ခုစောင့်လိုက်တာနော် public တရားဘာတွေလဲ static တရားဘာတွေလဲဆရာရဲ့ screen မတွေ့တော့ရတော့ခဏလေးရပြီ public တရားဘာတွေလဲ static တရားဘာတွေလဲ main တရားဘာတွေလဲဆိုတာကိုနောက်ပိုင်းကျရင်ပြောပြပေးမယ်เนาะအခုကကျတော့ program run လို့တက်အောင် Eclipse အလုပ်လုပ်တာကိုသင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတိုင်းလေးအခုပြောတဲ့အတိုင်းလေးပဲ follow လိုက်ပြီးတော့လိုက်ရေးလိုက်မယ်เนาะဟုတ်အခုကဟွာလေးပြန်သွားရအောင်ပါခလေး Eclipse ကိုပြန်ဖွင့်ပြီးတော့မှ file ပြန်ဆောက်အောင်ပါဟုတ်တယ် Eclipse ပြန်ဖွင့်မယ် file ဆောက်မယ်
class ကိုစောင့်မယ် class လေးစောက်ပြီးတော့ Java file လေးကိုစောင့်မယ် Java file လေးကိုစောက်ပြီးတော့ Java file ရဲ့အထက်မှာကျွန်တော်ပြတဲ့အတိုင်း public static void main ဆိုတဲ့စကားလုံးလေးလုံးရေးအဲ့ဒီရဲ့နောက်မှာ plan တိကျတစ်စုံပါမယ်အဲ့ဒီရဲ့အထက်မှာ string ပြန်လေးထောက်ခွင်းဖွင့်ပေး args အဲ့ဒါလေးကို ခဏလေးနော်ဆရာဟိုကလေအခုကလေ create a Java project ကိုဗာလဲပြန်လုပ်နေခဏတော့ finish လုပ်တဲ့ဟာမရှိတော့ပျောက်သွားပြီပေါ့လို့လား finish ဆိုလိုက်တဲ့ဟာပျောက်သွားတာမဟုတ်ဘူးဒီဘက်က SRC အောက်မှာ package တွေရှိတယ်ပေါ့နော်အဲ့ဒီ package တွေထဲမှာရောက်နေတာသူပါ ဟုတ်ခဏလေး အဲ့ဒီ package လေးတွေကိုဖွင့်ချလိုက်တယ်ဆိုလို့ရှိရင်အကောင့် ခဏတော့ငါရဲ့ဘာခေါ်လဲဟိုဟာပြန်ဖွင့်လိုက်တာလေအဲ့ဒီ eclipse ကိုပြန်ဖွင့်လိုက်တဲ့အချိန်ဟုတ်ဘာမှမလုပ်ခင်တော့ငါအတက်အတိုင်းပဲပြန်ဖြစ်သွားခဏလေးနော်ဆရာ Java project ကိုခဏတော့လောက်ထားတဲ့ဟာရှာမတွေ့တော့ဘူး screen share လိုက်ရမှာဆရာဟုတ် ဟုတ် screen လေးချက် share ပေးပါနော်ကျွန်တော်ကြည့်လိုက်မယ် ဟုတ်ဟုတ်ရလာမသိဒီမလေးဟုတ် ဟုတ်ခဏလေးနော် ဟုတ် screen က water data ဖြစ်နေလို့ပါမြင်ရသေး ဟုတ်ခဏတော့တစ်ခေါက် create a Java project လုပ်ပြီးတော့ဒါပေမဲ့အဲ့ဒါမတွေ့တော့ ဟုတ်လားအဲ့တစ်ခေါက်ထပ်လုပ်ကြည့်ပါအောင်တစ်ခေါက်ထပ်လုပ်ကြည့်ပါအောင်ကြည့်လိုက်မယ် တစ်ခေါက်ပြန်လုပ်လိုက်မယ်နော်ဒီမှာကိုဘာလေးနာမည်မိလားJava အော်တည်ပြီ तू က one space ကိုမစောက်ထားအောင်ဝင်တော့อ่ะအဲ့ဒါဆိုတော့အဲ့ဒီ eclipse application ကိုပြန်ပိတ်ပြီးတော့အစားကနေ eclipse ကိုပြန်ဖွင့် ဟုတ်ပိတ်ပြီးတော့ eclipse ကို application ထဲမှာ eclipse ကိုပြန်ရှာလိုက် ECLIB လို့ရိုက်လိုက်အဲ့ဒါဆို eclipse ပြန်ပွင့်လာလိမ့်မယ် အဲ့မှာ အဲ့လို eclipse ကိုဖွင့်ပြီးတော့အဲ့ဒီမှာ one space ကိုစောက်ရမှာနော် one space အသစ်စောက်ရမှာ ပြရောက်သွားတယ်ပြရောက်တယ်ခဏလေးနော်ဆရာတွေ့ရလားမသိ တွေ့ရတယ်ဟိုညီမက eclipse ကိုရှာလို့မတွေ့ဘူးဖြစ်နေတာအမ eclipse ကိုရှာလို့မတွေ့ဘူးဖြစ်နေ ခဏဝင်တွေ့ပြီးတော့ဖွင့်လိုက်တဲ့အချိန်ဒီလိုပြန်ဖြစ်သွားခဏလေးနော် maximize လုပ်ထားလို့ Chrome ကို maximize လုပ်ထားလို့ ဒီမှာဒီဟာလေး ဟုတ်အဲ့ဒီမှာ desktop ပေါ်မှာမဟုတ်ပဲနဲ့ folder တစ်ခုစောက်လိုက် အော်ဘယ်လမ်းကြောင်းဖြစ်လား ဟိုကိုကဒီ Java နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မဲ့ project လေးတွေကိုရေးမဲ့ project လေးတွေကိုဘယ်နေရာမှာထားခြင်းလဲကိုကွန်ပျူတာရဲ့ desktop ပေါ်မှာထားခြင်းလားမဟုတ်ရင်ကိုယ့်ရဲ့ကွန်ပျူတာရဲ့ home on desktop မှာပဲထားခြင်းလားအဲ့ဒါတော့ကိုယ့်အနေနဲ့ကိုရွေးချက်ပေါ့နော်ရွေးချက်ပြီးတော့အဲ့ဒီနေရာမှာ workspace လေးအတွက်ကို folder လေးတစ်ခုစောက်ပြီးတော့အဲ့ဒီ folder လေးကိုပတ်လည်ပေးလိုက် ဟုတ်အဲ့ဒါ folder ရင်တော့စောက်လိုက်မယ် desktop ပေါ်မှာရလား ရတယ်နော်ဒါရတယ်တခါတလေ desktop ပေါ်မှာကျတော့လေကျွန်တော်တို့ဟိုပိတ်close လုပ်တာတော့ delete လုပ်တာတော့အဲ့ဒီထက်မှာပါသွားတတ်တယ် desktop မှာတင်လိုက်တယ်ဆိုလို့ရှိရင်လည်း delete တော့ထားပါ ဟုတ်အခုလောလောဆယ်အဲ့ဒါရင်စောက်လိုက်မယ်နော် ဟုတ်ကဲ့ဟုတ် Java လို့နာမည်ပေးလိုက်လို့ရ Java လို့နာမည်ပေးလိုက်လို့ရတယ် Java Basic ပေါ့ Java Basic Workspace ပေါ့နော် Java Basic WS လို့ပေးလိုက်နော် ဟုတ်အဲ့ဆိုရင်ခဏတော့ eclipse မှာပြန်တော့အလန်ကြောင့်အတိုင်းပြန်ဖွင့်ရမှာပေါ့နော် ဟုတ် ဒီမှာမပေါ်တော့အဲ့ဒီ folder လေးက ချက်ချင်းတော့မပေါ်ဘူးအဲ့မှာ browse ပြန်လုပ်ပြီးတော့ရွေးရမှာပေါ့ browse ပြန်လုပ်လိုက် browse လုပ်ပြီးတော့ Java Basic WS ကိုရွေးဟုတ်တယ်ပြီးတော့ open လုပ်ပေးလိုက်နော် ဟုတ်ပြီးတော့ launch လိုက်မယ်နော် launch လုပ်ဟုတ် launch လုပ်ပြီးတော့အဲ့ဒီမှာခုန create a Java project ပြီးတော့ project name ပေးပြီးတော့ create လုပ်လိုက်နော် ဟုတ် Java Basics ဒီနားလေးမှာခဏတော့ဟိုက package ထည့်အောင်မလားထည့်စရာမရှိ ဆက် ဘူး စရာမလိုကျွန်တော်က class ဆောက်တာပြောတာထင်လို့အမပြောနေတယ်မမြင်ရတဲ့အခါကျ finish လုပ်လိုက်ဟုတ်အဲ့ဒါဆို project လေးမြင်ရပြီနော် project လေးကိုဖွင့် SRC ကိုဖွင့် SRC ရဲ့အောက်မှာ new လုပ်ပြီးတော့ class ကိုရွေး class မှာ name ကဘာပေးမလဲဆိုတော့ main လို့ပေးလိုက်နော်ပြီးတော့ package နေရာမှာကျတော့ day 1လို့ရေးလိုက် package နေရာအသေးနဲ့စာလုံး small letter နဲ့ day 1လို့ရေးလိုက် package က source file ရဲ့အောက်မှာ source file တဲ့စာလုံးလေးရဲ့အောက်မှာ package ရှိရဲ့အဲ့ဒီ package မှာ day 1လို့ပေးလိုက်နော် day 1ကို day ကိုအသေးနဲ့နော်အသေးနဲ့ package နေရာ smaller case ဖြစ်ရမယ်နော် ဟုတ် day 1ဟုတ်ပြီး finish ပြီးရင် finish မယ်နော် အဲ့ဆိုရတယ်ဒီဟာမှခဏတော့ဆရာပြတဲ့အတိုင်းရေးလိုက်ရ
ဟုတ်တယ်မ ဟု လား တ်ဟုတ်ခုနကကျွန်တော်ပြတဲ့အတိုင်းရေးလိုက်ရပြီအဲ့ဒါဆိုအမ screen share တာလေး store လို့ရပြီနော်ဟုတ် ဟုတ် store လိုက် ပြီးရင်ကျွန်တော် screen share ထားတာလေးကိုကြည့်မယ်ကြည့်ပြီးတော့အဲ့ဒါကိုပြန်ကူးမယ်နော် ဟုတ်ကဲ့ဟုတ်ဒီဝန် public class မေအောက်ကတကြောင်ပဲရနော် ရေးပြီးရင်တစ်ချက်ပြောပေးနော် ဟုတ်ရပြီဒီပါပြီ public static what may street အကြောင်းမတူလဲရလားအကြောင်းမတူလဲရလားရင်ဆရာကြောက်တယ် ဟယ်လိုပြီးကြပြီလားမသိ ဟုတ်ပြီးတော့ဆရာဟွာလေအဲ့ဒီရဆရာပြထားတဲ့ screen နဲ့ကိုယ့်ထဲကအကြောင်းမတူရလား ရတယ်ကျွန်တော်ကဟိုမျက်လုံးထိမှာဆိုလို့ black screen လောက်ထားတာ ဟုတ် black screen ကလေတစ်ခါတလေကိုယ့်အနေနဲ့ကိုစသုံးတဲ့ user တွေကရှာမတွေ့ရတော့ဘာလို့ဖြစ်တတ်တယ်ပေါ့နော် black screen ကလေအဲ့ဆိုတော့ဟိုအမားကတော့အဖြူရောင်နဲ့ပဲသုံးအောင်ပေါ့နောက်ပိုင်းကျွမ်းကျင်သွားတော့ black screen သုံးပေါ့နော် ဟုတ် okay အဲ့ဆိုတော့ဟိုဒီနေ့ကဒါလေးရေးလိုက်တယ်ရေးလိုက်ပြီးတော့ကျွန်တော်တို့က run တဲ့အချိန်မှာပေါ့နော် hello world ဆိုတဲ့စာလုံးလေးကို terminal မှာပေါ်ကျင်တယ်ပေါ့နော် hello world ဆိုတာလေးကို terminal မှာပေါ်ကျင်တဲ့အတွက်ကြောင့်မို့လို့ဘာလုပ်မှာလဲဆိုတော့ဒီနေရာမှာ system dot system dot out dot print ဆိုပြီးတော့အဲ့ဒီရဲ့အထဲမှာ hello world ဆိုတဲ့ string လေးတစ်ချောင်းကိုရေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးရေးလိုက်နော်ရေးလိုက်ပြီးတော့ဒီမှာအစိမ်းရောင် run အလွမ်းနဲ့ခလုတ်လေးရှိတယ်ကိုယ့်ရဲ့ main class လေးကိုထောက်ပြီးတော့ဒီအစိမ်းရောင် run နဲ့ခလုတ်လေးကို click ပြီးတော့ run လိုက်နော်အဲ့ဆိုလို့ရှိရင် console မှာ hello world ဆိုတဲ့စာသားလေးပေါ်လာလိမ့်မယ်နော် ဟုတ်အစိမ်းအောင်ဟာလေးနော် class ကိုလွမ်းချင်တဲ့ class ကိုအရင်ထောက်ပြီးတော့မှဒီအစိမ်းရောင် pattern လေးကို click လိုက်လို့ရှိရင် hello world ဆိုတဲ့စာသားလေးပေါ်လာမယ်အဲ့ဒီအဆင့်ထိကိုရအောင်လုပ်ပြီးနော် ဟုတ်ဘယ်ဥစ္စာ select လုပ်ရမှာလဲ ဒီကျွန်တော်တို့ main.java ဆိုတဲ့ class file လေးကျွန်တော်တို့ရေးထားတဲ့ class file လေးအမအဲ့ဒီ class file အဲ့ဒါ select လုပ် select လို့ဆိုတာထောက်လိုက်ရင်ရပြီဒီတိုင်းထောက်ပြီးတော့အပေါ်ကစိမ်းရောင်ခလုတ်လေးကိုနှိပ်လိုက်နော် အဲ့ဆိုဟွာကြလာတယ် save and launch ဆိုမှလေ ဟုတ်အမကဒီ program ကိုရေးတဲ့အချိန်မှာမ save သေးလို့ program ကို save တာ command s နဲ့တစ်ချက် save ပေးနော် ဟုတ် hello world ပေါ်ပြီးဆိုအောင်ပါ hello ရောပေါ်ပြီနော်အဲ့ဆိုစာဆက်တင်မယ်ဟုတ်ပြီအဲ့ဆိုတော့ဒါက program run တာ program run လို့တက်သွားပြီနော် ဟုတ် ဆက်တင်လို့ရသေးလားရသေးရဲ့နော် ရပါတယ် ဟုတ်ကဲ့ပါဆရာရတယ် ဟိုကလေမယူကီယာလေးဟို entrance ကိုဘယ်တော့လောက်ဖြေဖို့မှန်ထားလဲမသိဘူးနော် မလုံးဟွာလေးမလုံးဟွာနောက်ဟွာလေးဒီနေ့ကုန်ပြီမှာ အော်ဒီနေ့ကုန်ပြီမှ သူကလေတနေ့ရဟွာထင်တယ် January နဲ့ဟွာနဲ့ September ရှိရထင်တာပဲ ဟုတ် September တော့တခြားဘာမှမမီဘူးလေ3လနဲ့ကိုမီမယ်လို့မထင် ဟုတ်အမဟုတ် အဲ့တော့ဘယ်လိုဖြစ်နောက်နေ့ January လောက်မှဖြစ်မယ်ထင်တာပဲဟုတ် ဟုတ်ကဲ့ဟုတ်အဲ့ဆိုတော့နောက်နေ့ဟိုဟာဆိုတော့6လ5လလောက်ပေါ့နော် ဟုတ်9လ6လလောက်တော့အနည်းဆုံးရတယ်ဟုတ်
ဒါပေမဲ့တင်ရမယ့်ဥစ္စာတော့9လ6လလောက်ထဲမှာကျွန်တော်တို့က OOP concept တွေအကုန်ပြတ်အောင်တင်ရမယ် data structure လည်းပြတ်အောင်တင်ရမှာဆိုတော့ ဟုတ်တကယ်ကလေဟိုအကယ်၍ပေါ့နော်အခု master join ဖို့လုပ်တာဆိုတော့လေကိုထားတဲ့ plan ကကြတော့ရတယ်တစ်နှစ်ကိုဒီဖက်ပြင်ဆင်ဖို့တစ်နှစ်အချိန်ပေးထားတယ်ကိုလေဟုတ်ကဲ့ဟုတ် ဟုတ်မလို့ပေါ့နော်ပြောချင်တာဟိုတစ်နှစ်ကို ACC တကယ်ဟိုလိုတဲ့ဥစ္စာတွေအကုန်ဖြည့်ပြီးတော့မှအဲ့လိုလုပ်ဖို့တော့လုပ်ထားတယ်ဟုတ်ဟိုအင်္ဂလိပ်စာတွေလုပ်ရအောင်မှာဆိုတော့လေဟုတ်အော်ဟုတ်ကဲ့ဟုတ်တော့တင်ချအောင်လိုလားမသိဘူးနော်အဲ့ဒါတိတ်နားမလဲကောင်းကောင်းတော့လေဟုတ်တင်ချကတော့လိုတယ်တင်ချကလိုတယ်ဒါပေမဲ့လိုတဲ့တင်ချနဲ့ပတ်သက်တဲ့ program တွေကတော့ကျွန်တော်တို့ခုတင်ရင်းနဲ့ပါသွားမယ်ပေါ့နော်ဟုတ်သူကတင်ချတော့တက်တက်ရီတော့မေးမဲ့ပုံတော့မပေါ့တင်ချကလေဒေါက်တာဘွဲ့ပါရကူဘွဲ့တွဲဆိုလို့ရှိရင်တော့သူကတင်ချမေးတယ်တင်ချမေးမှာအခုဒီမှာကတော့တင်ချမပါသေးဘူးဒါပေမဲ့ဒီ programming concept မှာကတော့တင်ချကတော့သူက20ရာခိုင်နှုန်းလောက်တော့ထပ်မေးမယ်ထင်တယ်ဒါပေမဲ့အဲ့ဒါကိုတင်ချပို့စာကသူက program နဲ့ပဲပြန်ရှင်းပြရမယ့်သဘောပေါ့အဲ့လိုပုံစံမျိုးဖြစ်နေတာဟုတ်အဲ့ဆိုတော့အခုတင်မှာကဒီနေ့တင်မှာကဘာလဲဆိုတော့လေ program အခုရေးသူပြီးသွားပြီဆိုတော့ကျွန်တော်တို့က data type တွေရဲ့အကြောင်းတင်မယ်ပေါ့နော် Java ရဲ့ဘာတွေလဲဆိုတော့ data type တွေနော်အခုကကျွန်တော်တို့ကဒီ Java programming language ကိုသုံးပြီးတော့ program တွေကိုကျွန်တော်တို့အလုပ်တွေခိုင်းမယ်ပေါ့နော်အလုပ်တွေခိုင်းမယ်ဆိုတော့အခုကဘာခိုင်းချင်တာလဲဆိုတော့ဥပမာပေါ့အမကတန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစေချင်တယ်ပေါ့နော်တန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစေချင်တယ် integer တန်ဖိုးနှစ်ခုကိုပေါင်းခိုင်းစေချင်တယ်အဲ့ဒါဆိုလို့ရှိရင် memory ပေါ်မှာမပေါင်းခင်မှာအရင်ဆုံး integer တန်ဖိုးတွေကိုဘာလုပ်ရမှာလဲmemory ပေါ်မှာအရင်ဆုံး integer တန်ဖိုးတွေကိုတင်ရမယ်နော်ကိုပေါင်းချင်တဲ့တန်ဖိုးနှလုံး memory ပေါ်ကိုတင်ပြီးတော့မှဘာလုပ်ရမလဲဆိုတော့ပေါင်းရမယ်ဟုတ်တယ်ဟုတ်အဲ့ဒါဆိုတော့အဲ့လိုမျိုးတန်ဖိုးနှစ်ခုကိုတတ်မှတ်ရမယ်တန်ဖိုးနှစ်ခုကို memory ပေါ်ဆွဲတင်ဖို့အတွက်ကိုလုပ်ရမှာဆိုတော့ကျွန်တော်တို့က programming language မှာဘာလုပ်ရမလဲဆိုတော့ data type တွေကိုသိရမယ် data type တွေသိတော့ခါကြတော့မှကိုက memory ပေါ်မှာ data တွေကိုတင်လို့တက်မှာနော် memory ပေါ်မှာ data တွေတင်ဖို့အတွက်ကိုကျွန်တော် variable တွေကို define လုပ်ရမယ်ပေါ့နော်အဲ့ဒါဆို data type တွေကလိုအပ်တယ်ဘာဖြစ်လို့ data type တွေကလိုအပ်လဲဆိုတော့ memory ပေါ်မှာတန်ဖိုးတစ်ခုခုတင်နိုင်မှာ तू ကဘာ data တစ်ခုခုတင်နိုင်မှာပေါ့နော် तू ကဘာ data မျိုးစားဖြစ်တယ်ဆိုတဲ့ဥစ္စာကို represent လုပ်ပေးဖို့လိုတယ်နော် Java မှာကြတော့ Java type script ဖြစ်တဲ့အတွက်ကြောင့်မို့လို့ data type ကိုဘာလုပ်ပေးဖို့လိုလဲသတ်မှတ်ပေးဖို့လိုတယ်နော်သတ်မှတ်ပေးဖို့လိုတဲ့အတွက်ကြောင့်မို့လို့ data type တွေကိုလေ့လာရတာဖြစ်တယ်အဲ့ဒါဆိုတော့ data type တွေမှာပထမဆုံးလေ့လာရမှာက primitive type တွေရဲ့အကြောင်းနော် primitive type ဆိုတာရှိတယ် primitive type ဆိုတာကကြတော့ data type တွေထဲမှာဆိုလို့ရှိရင် तू အခြေခံပေါ့နော် तू ကvalues တွေကို memory ပေါ်မှာ direct store လုပ်တာ primitive type တွေကလေသူတို့ primitive type လို့ပြောတဲ့ကြောင့်မို့လို့ object မဟုတ်ဘူး object တွေမဟုတ်ဘူးပေါ့နော်သူက simple values တွေကို memory ပေါ်မှာရိုးရှင်းပဲ store လုပ်တာပေါ့နော် primitive type တွေမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ကအုပ်စုကြီးနှစ်စုအနေနဲ့ပထမဆုံးခွဲမဲ့ဆိုလို့ရှိရင် primitive type တွေရဲ့အောက်မှာ boolean နဲ့ numeric တွေရှိတယ်boolean data type ရှိတယ် numeric data type တွေရှိတယ် boolean ဆိုတာကကြတော့သူက true or false ကိုပဲပြောချင်တာပေါ့နော် true သို့မဟုတ် false numeric data type ကကြတော့ numeric data type မှာကြတော့ကျွန်တော် characters တွေနဲ့ integer တွေနဲ့ခွဲတယ်နော်အဲ့မှာ character ကကြတော့ကျွန်တော်တို့ keyboard ပေါ်မှာရှိတဲ့ key တွေအပြင်ကျွန်တော်မြန်မာစာတို့တရုတ်စာတို့အင်္ဂလိပ်စာတို့စသဖြင့်အဲ့ဒီရဲ့ဟိုဟာ SE code character တွေအကုန်လုံးပါတယ်အဲ့ဒါဒီ character အုပ်စုထဲမှာပါတယ်သက်ဆိုင်ရာ language တွေကသတ်မှတ်ထားတဲ့ဒီ key တွေမှန်သမျှစာလုံးတွေမှန်သမျှမှာသူ့ကို represent လုပ်တော့တန်ဖိုးတွေရှိတယ်အဲ့ဒီတန်ဖိုးတွေအကုန်လုံးဒီ character data type ထဲမှာအကျုံးဝင်တယ်နော်အဲ့ဆို character လေးတစ်လုံးစီတိုင်းပေါ့ A ဆိုလို့ရှိရင်လည်း A ကိုသတ်မှတ်ထားတဲ့တန်ဖိုးရှိတယ် B ဆိုလို့ရှိရင်လည်း B ကိုသတ်မှတ်ထားတဲ့တန်ဖိုးရှိတယ် C ဆိုလို့ရှိရင်လည်းအဲ့ဒီ C ဆိုတဲ့ characters လေးကိုသတ်မှတ်ထားတဲ့တန်ဖိုးတွေရှိတယ်အဲ့ဒါကိုပြောချင်တာနော် character တစ်ခုစီစီတိုင်းမှာ values တွေရှိတယ်နော်ပြီးတော့ integer တန်ဖိုးတွေ integer တန်ဖိုးတွေအတွက်ကကျတော့ data type က integer ဆိုလို့ရှိရင် data type ဘယ်နှမျိုးထပ်ခွဲလဲဆိုတော့4မျိုးထပ်ခွဲတယ် by short in long ဆိုပြီးတော့မှ4မျိုးထပ်ခွဲတယ် float တန်ဖိုးတွေကို memory ပေါ်မှာတင်ချင်ရင် float နဲ့ double ဆိုပြီးတော့မှ2မျိုးရှိတယ် integer တန်ဖိုးတွေကို memory မှာတင်ချင်ရင်အရန်သိငယ်တဲ့ integer တန်ဖိုးလေးတွေကိုဆိုလို့ရှိရင် byte နဲ့တင်လို့ရတယ်သူ့ထက်ကြီးရဆို short သူ့ထက်ကြီးတာဆိုလို့ရှိရင် integer အရန်ကြီးတဲ့ပမာဏပေါ့နော်အရန်ကြီးတဲ့ integer ပမာဏတွေ integer value တွေဆိုလို့ရှိရင် long အဲ့လိုမျိုးပေါ့အဲ့လိုသိမ်းလို့ရတယ်ပေါ့နော် float တန်ဖိုးတွေပေါ့နော်ဒါသမကိန်းတွေနော် floating point တွေဆိုလို့ရှိရင် float နဲ့ double နဲ့သိမ်းလို့ရတယ်နော်အဲ့ဒီမှာ integer data type တွေကိုပေါ့နော်ကျွန်တော်တို့ memory ပေါ်မှာသိမ်းတဲ့အချိန်မှာဆိုလို့ရှိရင် byte တန်ဖိုးအနေနဲ့သိမ်းမဲ့ဆိုလို့ရှိရင်သူ့ရဲ့ size က8 bit နေရာယူတယ်သူရဲ့ size ကဘယ်နှ bit လဲ8 bit 8 bit လို့ပြောတာဒီသူက2 power တင်လိုက်တာ2 power 8 2 power 8ဒီတန်ဖိုးဒီ +128 +128 ကနေပြီးတော့မှsorry ပါ -128 ကနေပြီးတော့မှ +127 အထိနေရာယူတယ်ဒါဆိုလို့ရှိရင်8 bit နဲ့ကြီးညာဟိုက byte တန်ဖိုးနဲ့ကြီးညာထားတဲ့ integer ဒီ plus တန်ဖိုး -128 ကနေပြီးတော့ +129 အထိ range ကိုသူကတန်ဖိုးကိုသိမ်းလို့ရတယ် byte တန်ဖိုး
short နဲ့ကြီးညာလိုက်ရင်2 power 60 2 power 60ဆိုလို့ရှိရင်သူက minus 32768ကနေပြီးတော့မှ plus 32767အထိကိုနေရယူတယ်အဲ့ဒါဆိုအဲ့ဒီ range မှာရှိတဲ့တန်ဖိုးတွေကိုကိုကသိမ်းချင်တယ်ဆိုလို့ရှိရင် short တန်ဖိုးနဲ့ကြီးညာလို့ရတယ် integer ကကျတော့2 power 32 long ကကျတော့2 power 64เนาะအဲ့ရ2 power 32တွေ2 power 64တွေကအရန်များမှဖြစ်တော့ကြမို့လို့ကျွန်တော်ကဒီသူ့ရဲ့ range ကိုတွက်ပြတာကိုဒီလိုမျိုးပဲ2 power နဲ့ပဲတွက်ပြထားတယ်ပေါ့နော်ဒီဘက်မှာမဆက်မှာဆိုလို့2 power 31ကနေပြီးတော့2 power 31 minus 1 2 power 64ဆိုလို့ရှိရင်2 power 63ကနေပြီးတော့မှ2 power 63 minus 1ပေါ့နော်သူကအဲ့လိုသွားတယ်အဲ့ဒါဆိုတော့ဒီဟာတွေကျွန်တော်တို့ကတကယ်ကွန်ပျူတာပေါ်မှာသိမ်းတာကကွန်ပျူတာကဘာကိုပဲသိရလဲ software ကဘာကိုပဲ sorry ပါ hardware ကဘာကိုပဲနားလဲတာလဲတကယ်တမ်းကကြတော့ machine code machine code တွေကိုပဲနားလဲတယ် machine code ဆိုတာဒီတကယ်တမ်းက1001နဲ့လောက်ထားတဲ့ binary တန်ဖိုးတွေပေါ့နော်အဲ့ဒီ binary တန်ဖိုးတွေကိုပဲ तू ကနားလဲတာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ integer ဆိုလို့ရှိရင် byte က8 bit လို့ပြောတယ်ဆိုလို့ရှိရင် तू ကနော် तू က8 bit လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ဒီ1001နေပေါ့နော်ရှစ်လုံးရှိတဲ့ length ပေါ့ရှင်းလုံးရှိတဲ့ဒီ CD တစ်ခုကို तू ကပေးတယ်အဲ့ဒီ CD တစ်ခုမှာကိုက byte တန်ဖိုးကို107လို့သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင် तू ကဒီ0110တန်ဖိုးလေးတွေကိုဒီလိုမျိုးသတ်မှတ်လိုက်တယ်ပေါ့နော်01101011ဆိုပြီးတော့မှ तू ကသတ်မှတ်လိုက်တယ်အဲ့ဒီမှာအဲ့လိုမျိုးသတ်မှတ်လိုက်တာက तू ကဒိဗ္ဗေရှိတယ်ဘယ်လိုဒိဗ္ဗေရှိလဲဆိုတော့ကျွန်တော်ချက်ပြပေးမယ်နော်ဒါလေးကဘယ်လိုတွက်လဲဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က byte b 139ခွန်ဆိုပြီးတော့မှဘာလုပ်လိုက်လဲကြီးညာလိုက်တယ်နော်ဟယ်လိုကြားရလား ဟုတ်ကြားပါဗျာ အဲ့လိုမျိုးကြီးညာလိုက်တဲ့အချိန်မှာပေါ့နော်သူကကျွန်တော်ကခုနကပြောတယ်2 power 8တင်လိုက်တယ်လို့ပြောတယ်နော်2 power သူက byte ဆိုလို့ရှိရင်ဘယ်လောက်လဲ1 byte ကိုသူက8 bit နေရာယူတယ်လို့ပြောတယ်ဟုတ်တယ်ဟုတ်1 byteမှာ8 bit နေရာယူတယ်လို့ပြောတယ်8 bit ဆိုလို့ရှိရင်သူက1နဲ့0နဲ့ပဲဖြစ်တော့ကြောင့်မလို့သူက power 2တင်လိုက်တယ်ပေါ့နော် power 2တင်လိုက်တဲ့အချိန်မှာpower 2တင်လိုက်တယ်2 power တင်လိုက်တယ်ပေါ့နော်2 power တင်လိုက်တဲ့အချိန်မှာသူရဲ့ range ကကြတော့ -128 ကနေပြီးတော့မှ +127 အထိကိုသူကသွားတယ်နော် ဟုတ် အဲ့ဒီခါကျတော့ကျွန်တော်က byte တန်ဖိုးထဲမှာပေါ့နော် byte b = 107ဆိုတဲ့ values ကို b ဆိုတဲ့ variables လေးရဲ့အထက်မှာသိမ်းလိုက်မှာပေါ့အဲ့လိုမျိုးသိမ်းချင်တာအဲ့လိုမျိုးကျွန်တော်ကရေးလိုက်တဲ့အချိန်မှာတကယ် memory ပေါ်မှာဘယ်လိုသွားသိမ်းမှာလဲကွန်ပျူတာကနားလဲတဲ့ဘာသာစကားပြန်ဘယ်လိုပြောင်းလဲဆိုတော့ပြောပြချင်တာပေါ့နော်ဟုတ်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီ2 power တင်တယ်လို့ပြောရမလားသူပြောတာကသူရှင်းတာက2 power တင်တာလည်းမပါဘူးဖြစ်နေတယ်2 power 0 2 power 1 2 power 2 2 power 3 2 power 4 2 power 5 2 power 6 2 power 8ဆိုပြီးတော့မှအဲ့လိုမျိုးသွားတယ်ပေါ့နော်သူ8 bit place ပြတော့ကြောင့်မလို့သူအဲ့လိုမျိုးသွားလိုက်တယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့လိုချင်တာကကျတော့139ခွန်လိုချင်တာ139ခွန်ရအောင်ဆိုလို့ရှိရင်2 power ခဏလေးသူရှင်းတာအဆင်မပြေဘူးဖြစ်နေအဲ့ဒါကြတော့ဂျာမန်နိုင်ကရှင်းတာကပိုကောင်းနေတယ်ဒီလိုတွေ့လားမသိခုနကကျွန်တော်တို့က byte တန်ဖိုးဆိုလို့ရှိရင်8 bit လို့ပြောရလေ8 bit ဆိုလို့ရှိရင်သူက0110 8လုံးရှိတဲ့ bit length ပေါ့နော် bit length လေးရလာတယ်အဲ့ဒီ bit length မှာသူက2 power 10ကျွန်တော်တို့သိမ်းချင်တဲ့တန်ဖိုးကဘယ်လောက်သိမ်းချင်တဲ့တန်ဖိုးက107အဲ့107ကိုကိုစားပြုတဲ့ digital string တစ်ခုကိုဖန်တီးရမှာအဲ့ဒီထက်မှာလည်းတခြားတန်ဖိုးတွေပါလို့မရဘူးဘာတွေပဲပါလို့ရမှာလဲဆိုတော့0တွေ1တွေပဲပါလို့ရမယ်အဲ့ဒီခါကျတော့ तू က2 power တွေတင်တယ်ပေါ့နော်ဒီနေရာမှာ1လို့ဒီနေရာမှာကျွန်တော်တို့က8လုံးမှာ2 power 0
ပထမဆုံးနေရာ2 power 0ကိုစားပြုတယ်ဒုတိယနေရာ2 power 1 2 power 2 2 power 3 2 power 4 2 power 5 2 power 6 2 power 7ဆိုတာယူလိုက်တယ်တစ်တုံညာခွန်ရအောင်ဆိုလို့ရှိရင်64 plus 32 plus 8 plus 2 plus 1လို့ပေါင်းလို့ရှိရင်တစ်တုံညာခွန်ရမယ်အဲ့တစ်တုံညာခွန်ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့2 power 0ခန်းမှာရှိတာရယ်2 power 1ခန်းမှာရှိတာရယ်2 power 3ခန်းမှာရှိတာ2 power 5ခန်းမှာရှိတာ2 power 6ခန်းမှာရှိတာရယ်အဲ့ဒီတန်ဖိုးတွေကိုပေါင်းလို့ရှိရင်ဒါရမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလိုချင်တဲ့အခန်းကတန်ဖိုးတွေအကုန်လုံး1ပေးလိုက်တယ်ကျန်တဲ့မလိုတဲ့ဥစ္စာတွေကကျွန်တော်0ထားလိုက်တယ်အဲ့ဒီခါကျတော့သူ့ရဲ့ bit line ကဘယ်လိုထွက်သွားလဲဆိုတော့011011011ဖြစ်သွားတယ်ရလားဟုတ်အဲ့လိုအဲ့ဒါဆိုတော့အဲ့ဒီတန်ဖိုးလေးကိုသူကတကယ်သိမ်းတာ memory ပေါ်မှာ0110တွေကိုပဲသွားသိမ်းလိုက်တာပေါ့နော်အဲ့လိုမျိုးသွားသိမ်းလိုက်တာအဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒီ integer တန်ဖိုးကို memory ပေါ်မှာအဲ့လိုမျိုးတွက်ပြီးတော့သွားသိမ်းလိုက်တာပေါ့နော်အဲ့ဒါကိုပြောချင်တာနားလည်လားမသိဘူးနားလည်ပါတယ်ဟုတ်ဒါကတော့ဟိုပါပေါ့နောက်ပိုင်း explanation လောက်ရမှာတွေအများကြီးရှိတယ်အဲ့ဒီအတွက်ကိုအခြေခံအနေနဲ့ပြောထားပေးတာပေါ့နော်ဟုတ်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီဘက်ကသတ်မှတ်ထားတဲ့ bit တန်ဖိုးတွေဒီအလကားရှောက်မှတ်ထားတာမဟုတ်ဘူးသူ့ရဲ့ bit line ကိုစားပြုတယ် byte ဆိုလို့ရှိရင်0တွေ1တွေဘယ်နှလုံးရှိတဲ့ bit line ဖြစ်မလဲ10လုံးရှိတဲ့ bit line short ဆိုလို့ရှိရင်0တွေ1တွေ16လုံးရှိတဲ့ bit line နော် integer ဆိုလို့ရှိရင်0တွေ1တွေ32လုံးရှိတော့ bit line ရှိတော့ဟာ long ဆိုလို့ရှိရင်0တွေ1တွေ64အလျားရှိတော့ bit line အရှိကြီးပဲအဲ့ဒီမှာကိုတွေကဘာလုပ်ရမလဲဆိုတော့ကို assign လုပ်ချင်တဲ့တန်ဖိုးကိုသူကတွက်ပြီးတော့မှ memory ပေါ်မှာအဲ့ဒီ0s1s balance ကိုတွားသိမ်းတာတကယ်တန်ဖိုးကိုသိမ်းတာမဟုတ်ဘူးပေါ့နော်ဟုတ်အဲ့ဒါမှာ float တွေဆိုလို့ရှိရင်လည်း float data တွေဆိုလို့ရှိရင်လည်းသူ့မှာသက်ဆိုင်ရာ balance တွေရှိတယ်သူတို့ရဲ့ဒီဘာမှ assign မလုပ်ဘဲနဲ့ကြီးညာလိုက်ရင် default value တွေကသူက0တွေနေရာယူတယ်เนาะဟိုဟာ float တန်ဖိုးတွေကိုဘာမှမထက်ပဲနဲ့ဒီတိုင်း degrade ဟိုဟာပေါ့ variable ပဲကြီးညာလိုက်မယ်ဆိုလို့ရှိရင်သူက default အနေနဲ့က0တွေကိုသာသမဂိမ်းတွေကိုနေရာယူတယ်ပေါ့နော်0.0နေရာယူတယ်ပေါ့နော်character တွေကကြတော့60 bit ပေါ့နော် character အနေနဲ့ကြီးညာမယ်ဆိုလို့ရှိရင် memory ပေါ်မှာသူက60 bit နေရာယူမယ်60 bit LAN ရှိတော့60 bit LAN ရှိတော့ဟိုဟာပေါ့နော်01 series like ကိုသူကနေရာယူမယ်အဲ့ဒီမှာသူcharacters တွေရဲ့ range ကကြတော့တဲ့0ကနေပြီးတော့မှသူက65535 Unicode character တွေကိုသူကဟိုကကိုစားပြုတယ်ပေါ့နော်Okay အဲ့ဆိုတော့ရှင်းလားမသိဘူးเนาะဟုတ်ရှင်းပါတယ် Okay အဲ့ဆို primitive type တွေရဲ့အကြောင်းကိုအခုပြောပြတာက primitive type တွေရာဆိုလို့ရှိရင် primitive type တွေရဲ့အုပ်စုထဲမှာဆိုလို့ရှိရင်အခု boolean char numeric integer character integer မှာဆိုလို့ရှိရင် byte in long float မှာကျတော့ float တာပဲအဲ့ဒီဟာတွေက primitive type တွေ primitive type တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာသက်ဆိုင်ရာသတ်မှတ်ထားတဲ့ bit value တွေမရှိဘူးလားရှိတယ်အဲ့ဒီ bit value တွေအတိုင်းကို memory ပေါ်မှာဘာသွားလုပ်လဲဆိုတော့ဓာတ်ရိုက်နေရယူလားနော် memory ပေါ်မှာအဲ့ဒီ base value တွေအတိုင်းကိုတွက်ပြီးတဲ့အခါကျတော့ဓာတ်ရိုက်နေရသွားယူတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့သူတို့ direct addressing လို့ပြောရဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့က memory ပေါ်မှာဒီနေရာမှာ stat memory နဲ့ heap memory ရှိတယ်ပေါ့နော်ဥပမာကျွန်တော်က integer h ထဲ integer h ဆိုတဲ့ variable လေးထဲကို32ဆိုတဲ့တန်ဖိုး assign လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ32ကို represent လုပ်တော့ binary string binary series ပေါ့နော်1001နေပါတဲ့ binary series ကိုဘာသွားလို့လဲဆိုတော့ memory ပေါ်မှာတိုက်ရိုက်နေရယူတာ step ပေါ်မှာတိုက်ရိုက်နေရယူတာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါဆိုတော့ဒီနေရာမှာ direct addressing ဒီဘက်ပေါ်မှာသိမ်းတာလဲဆိုတော့တန်ဖိုးကို memory ရဲ့ step ပေါ်မှာတိုက်ရိုက်သိမ်းတာအဲ့ဒါကြောင့်မို့လို့သူ့ကို direct addressing လို့ပြောတာနော်ဟုတ်အဲ့ဒါဆိုတော့ကျွန်တော်တို့က data type တွေကိုဘာကြောင့်မိတ်ဆက်ပေးရလဲဆိုတော့ program တစ်ပုဒ်ရေးတော့မယ်ဆိုလို့ရှိရင် program တစ်ပုဒ်ရေးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီ program မှာကျွန်တော်တို့သင်ရမယ့် data တွေမရှိနိုင်ဘူးလားဆိုတော့ရှိနိုင်တယ်ပေါ့နော်program မှာသုံးရမယ့် data တွေရှိနိုင်တယ်ပေါ့နော်အဲ့ဒီ data တွေတခုခုသုံးရတော့မယ် variables တွေ identifier တွေတခုခုသတ်မှတ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီမှာသက်ဆိုင်ရာကိုသုံးချင်တဲ့တန်ဖိုးရယ်ဘာကိုသတ်မှတ်ပေးရမှာလဲဆိုတော့ data type ကိုသတ်မှတ်ပေးရမယ်ပေါ့နော်ဥပမာကျွန်တော်ကအသက်နဲ့ပတ်သက်တဲ့တန်ဖိုး memory ပေါ်မှာပေးချင်တယ်ဆိုလို့ရှိရင် integer ပေါ့ integer h အဲ့ဆိုလို့ရှိရင်အဲ့ဒီ integer ဆိုတာကအရှိရရေးလိုက်တာက int လို့ရေးလိုက်တာကဘာလဲ integer data type ကိုစားပြုတယ် ဟိုဟာ data type ရဲ့အနောက်မှာဘာလာလဲဆိုတော့ variable name လာတယ်နော် variable name အဲ့ဆိုအဲ့ဒီ integer variable name ပေါ့နော် integer data type ကိုစားပြုတဲ့ variable ကိုသိမ်းမယ်အဲ့ဒီ h ဆိုတဲ့ variable ရဲ့အထက်မှာ integer values ကိုသိမ်းမယ်လို့ပြောရတယ်တူတယ်ဗါလဲ h ဆိုတဲ့ variable ရဲ့အထက်မှာ integer values ကိုသိမ်းပါမယ်เนาะ integer values ကိုသိမ်းပါမယ်အဲ့မှာ equal sign ကဘာလုပ်တာလဲဆိုတော့ဒီဘက်မှာညာဘက်မှာရှိနေတဲ့ values ကိုဘက်မှာရှိနေတဲ့ variable ရဲ့အထက်ကို assign ထည့်တာအဲ့ဆိုတော့ဒီနေရာမှာကျွန်တော်ကပေါ့နော်60လို့ရေးလိုက်တယ်ဆိုလို့ရှိရင်ဒီ60ဆိုတဲ့တန်ဖိုးကို60ဆိုတဲ့ integer တန်ဖိုးကို h ထဲကိုဘာလုပ်လိုက်တာလဲ assign လုပ်တာထည့်လိုက်တာဘာကိုသုံးပြီးတော့ထည့်တာလဲဆိုတော့ equal sign ကိုသုံးပြီးတော့မှထည့်တာအဲ့ဒီ equal sign ဒီပုံမှန်ကကြတော့ညီလားလို့
ညီတယ်လို့ကိုစားပြုတဲ့အချိန်မှာသုံးတာပေါ့နော်သင်္ချာမှာကျတော့ programming မှာကျတော့အဲ့ဒီ equal sign ဒီဘယ်ဘက်မှာရှိတဲ့ values ကိုညာဘက်မှာရှိတဲ့ variable ရဲ့အထဲကိုဘာလုပ်တာလဲထည့်တဲ့ချိန် assign လုပ်တဲ့ချိန်မှာသုံးတာအဲ့ဒါဆိုတော့သူလုပ်တဲ့ပုံစံကဘယ်ဘက်ကတန်ဖို့ဘယ် left to right ပေါ့နော်ဘယ်ဘက်မှာရှိနေတဲ့တန်ဖို့ညာဘက်မှာရှိနေတဲ့ variable ရဲ့အထဲကို assign လုပ်ချင်တယ်ဆိုလို့ရှိရင် equal sign ကိုသုံးတယ် equal sign ကိုကျွန်တော်တို့ assignment operator လို့လည်းပြောတယ်ဘာလို့လဲဆိုတော့ assign ထည့်လို့ရလို့ဒီနေရာမှာကျွန်တော်က string name ဆိုပြီးတော့မှမောင်မောင်လို့ကြီးညာလိုက်တယ်အဲ့ဆိုတော့အရှိရ data type ကပါလဲ string နော် name ကကြတော့ variable name နော်နောက်ကကြတော့ values ပေါ့အဲ့လိုမျိုးသွားတယ်နော်ပြီးတော့ double double balance balance ဆိုပြီးတော့မှ1000နဲ့8လို့ကြီးညာလိုက်တယ်ပေါ့နော်1000နဲ့108ပေါ့ double okay အဲ့ဆိုလို့ရှင်ဒါကဘာလဲဆို data type ကပါလဲ data type က double အဲ့ဒီမှာနောက်က values နောက်က variable ရဲ့ name က balance သူ့ထဲကို assign လုပ်တဲ့ value က100.8เนาะအဲ့လိုမျိုးအဲ့ဆိုတော့ဒီ data type တွေမှာအပေါ်က string ကိုမပြောသေးဘူးเนาะအပေါ်က integer နဲ့ double ကဘာ data type မျိုးစားတယ်မှာပါလဲ primitive type တွေเนาะ primitive type တွေဆိုလို့ရှိရင်ကျွန်တော် memory ပေါ်မှာတိုက်ရိုက်နေရယူတယ်သူက simple ဖြစ်တယ်เนาะသူက simple ဖြစ်တယ်လို့မှတ်ထားရမယ်သူ့မှာတန်ဖိုးကိုပဲသူက သိမ်းတယ် hold လုပ်တယ်တခြားဥစ္စာတွေမပါဘူးတခြား method တွေဘာတွေညာတွေသူ့မှာသုံးလို့မရဘူးဘာဖြစ်လဲဆိုတော့ तू က integer လို့ပြောလိုက်ပြီဆိုတာနဲ့တကယ်တမ်းဒီကျွန်တော်တို့မျက်စိအမြင်မှာကျတော့16လို့မြင်ပေမဲ့တကယ်တမ်းကကြတော့ဘာဖြစ်မလဲ1011011နေကိုစားပြုတော့ဒီလို1နေကိုစားပြုတော့ဘာဖြစ်နေမှာလဲ series တစ်ခုเนาะ binary strings binary series တစ်ခုဖြစ်မယ်ဒါပဲလို့ပြောလိုက်တယ်ဆိုလို့ရှိရင်လည်းဒီ1000011နေကိုစားပြုတော့ तू က series တစ်ခုဖြစ်မယ်အဲ့လိုမျိုးပေါ့เนาะအဲ့ဒီတန်ဖိုးကိုပဲ तू က memory ပေါ်မှာတိုက်ရိုက်သိမ်းတာဖြစ်တယ်သူ့မှာတခြားဟာတွေ reference တွေပါညာတွေ basic ကိစ္စတွေမပါဘူးပေါ့เนาะအဲ့ဒါကိုပြောချင်တာအဲ့ဒါဒီ limited type ပဲ limited type တွေအရင်ရိုးရှင်းတယ်ကိုကြီးညာလိုက်တဲ့ time ကိုပဲ memory ပေါ်မှာတိုက်ရိုက် stack memory ပေါ်မှာတိုက်ရိုက်သိမ်းတာဖြစ်တယ်เนาะ okay အဲ့ဆိုတော့ရလားအခုတင်လိုက်တာလေးကိုရှင်းလင်းကောင်းထဲမှာမြင်သွားလားမြင်သွားတယ်နော်အဲ့ဆိုစာနည်းနည်းပြန်ပေးမယ်နော်အစုံမတက်ခင်လေးမှာစာပါပြန်ပေးမှလဲဆိုတော့ data type တွေကိုဘာကြောင့်သုံးဖို့လိုအပ်တယ်လဲအဲ့ဒါကိုပျောက်ချင်းစီလေးကိုနားလက်တလို့လေးဖြည့်ပေး data type တွေကိုဘာကြောင့်သိဖို့လိုအပ်လဲ data type တွေကဘာတွေလဲ data type တွေကိုဘာကြောင့်သုံးတာလဲ memory ပေါ်မှာ store လုပ် memory ပေါ်မှာ store လုပ်မယ်ဘာတွေကို store လုပ်မှာလဲ memory ပေါ်မှာကိန်းကနန်းတွေ memory ပေါ်မှာကကိန်းကနန်းတွေ data တွေကို store လုပ်မယ်အဲ့ဒီအချိန်မှာ data type တွေကိုဘာလုပ်ပြီးတော့သုံးရလဲသတ်မှတ်ပြီးတော့မှသုံးရတယ်ကြီးညာပြီးသတ်မှတ်ပြီးတော့မှသုံးရတယ် okay data type တွေက value တွေ store လုပ်ဖို့တဲ့ကြီးညာ value တွေ store လုပ်တဲ့အချိန်မှာ data type တွေကိုသတ်မှတ်ဖို့လိုအပ်တယ်လို့တယောက်ကပြောတယ်ပေါ့နော် data type တွေကိုဘာကြောင့်သုံးဖို့လိုအပ်လဲနောက်ထပ်ရည်ရွယ်ချက်တစ်ခု data type တွေကိုကြီးညာလိုက်ခြင်းအဖြစ်အဲ့ဒီ variable ရဲ့အထဲမှာเนาะအဲ့ဒီ variable ရဲ့အထဲမှာဘာတန်ဖိုးတွေကိုပဲ assign လုပ်လို့ရတယ်ဆိုတာကိုသတ်မှတ်လိုက်တာနဲ့မတူဘူးလားတူပါတူတယ်ဗျတူတယ်အဲ့ဒါဆိုကျွန်တော်က integer h လို့ကြီးညာလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ h ထဲမှာတခြား integer မဟုတ်တဲ့တန်ဖိုးတွေထည့်လို့ရသေးလားမရတော့ဘူးထည့်လို့မရတော့ဘူးအဲ့ဒါကိုပြောချင်တာเนาะအဲ့ဒါဆိုအဲ့ဒါရည်ရွယ်ချက်ကနောက်တစ်ခုနောက်ထပ်ရည်ရွယ်ချက်တစ်ခုကဘာဖြစ်မလဲdata type တွေကိုသတ်မှတ်တာဒီသက်ဆိုင်ရာဘာတွေကိုသတ်မှတ်တာနဲ့တူလဲသက်ဆိုင်ရာ integer တွေရဲ့တန်ဖိုးတွေရဲ့ range ကိုသတ်မှတ်လိုက်တာနဲ့လည်းတူတယ်အခုမှ integer ဆိုလို့ရှိရင်2 power ဘယ်လောက်လဲ2 power 32ဆိုလို့ရှိရင်သူ့ရဲ့ base length ကိုတွက်လို့မရဘူးလားဘယ်လောက် base length ရှိရဲဟာအဲ့ဒါကိုကျွန်တော် range ကိုလည်းသိနိုင်တယ်เนาะဒီ data type တွေကိုသိချင်းအားဖြင့် data type တွေရဲ့မျိုးစားပုံမှာမူတည်ပြီးတော့သူဟာ primitive type လားသူဟာ reference type လားဆိုတာကိုသိနိုင်တယ်เนาะအခု integer တို့ double တို့ဆိုလို့ရှိရင်ဘာတွေလဲဘာ type တွေလဲ primitive type တွေเนาะ primitive type ဟုတ်အဲ့ဆို Mayuki primitive type တွေက memory ပေါ်မှာဘယ်လို store လုပ်လဲ direct store လုပ်တယ် direct store လုပ်တယ်เนาะ primitive type တွေက direct store လုပ်တယ်လုံးဝရိုးရှင်းတယ်သူ့မှာအတွေ့အတာနှောင်ဖွဲ့တွေဘာမှမပါဘူးเนาะကိုကြီးညာလိုက်တဲ့တန်ဖိုးအတိုင်းကိုသူက memory ပေါ်မှာ balance အနေနဲ့ပြောင်းပြီးတော့ store လုပ်တယ်เนาะဒါပဲဟုတ် okay အဲ့တော့ဒီနေ့သင်တာကတော့ဒီ concept ကိုရရင်ရပြီပေါ့နော် slide လေးတွေလည်း share ပေးထားတယ်ကြိုဖတ်ထားလို့လည်းရတယ်ဟိုဗီဒီယိုကကြတော့ကျွန်တော်စာမေးထားတာလေးတွေနာမည်ခေါ်တာလေးတွေ edit လုပ်ပြီးတော့ပြန်ဖြတ်ပြီးတော့မှညနေကြတော့မှတင်ပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာပါလေးကျွန်တော်ကခုနစစ်တာ64 processor ဟုတ်တယ်64 bit ဟုတ်တယ်ကျွန်တော်64 bit 64 processor ဟုတ်တယ်နော်ဟု
ဟုတ်တယ်ကျွန်တော်ပါလေ YouTube မှာတော့ဆရာတစ်ချက်ထွိုင်းကြည့်လိုက်မယ်ရတယ်ဆိုဆရာကိုခဏလေး screenshot လေးပို့ပေးလိုက်မယ်ခုကျွန်တော်တစ်ချက်ထွိုင်းကြည့်လိုက်မယ် Okay okay အဲ့လိုမျိုး try ကြည့်လိုက်နော် ဟုတ်ကဲ့ဗျာဆရာကျွန်တော်ရရင်ဆရာကိုအဲ့လိုမျိုး program ရေးပြီးမှ screenshot လေးပို့ထားလိုက်မယ်နော်ဆရာ ဟုတ်ကဲ့ဟုတ် thank you ပါဟုတ် ဟုတ်ကဲ့ဗျာဆရာ အဲ့ဆိုတော့ဒီနေ့တကယ်ကတော့တင်သိစေချင်တာတော့ data type တွေရဲ့အကြောင်းပါပဲဒီ class ဆောက်တာတွေ method ဆောက်တာတွေတော့မပါသေးဘူးပေါ့နော်ဒါပေမဲ့ Java က object oriented programming language ဖြစ်တဲ့ကြောင့်မို့လို့သူ့ကိုစတင်ပြီဆိုတာနဲ့ကို class တစ်ခုထဲမှာပဲကိုတွေကကိုယ့်ကိုရေးခွင့်ရှိတယ် class ရဲ့အပြင်မှာရေးလို့မရဘူးပေါ့နော်အဲ့အကြောင်းမို့လို့ class တွေ object method တွေကိုစောက်လိုက်တာနော် ဟုတ်ကဲ့ဗျာ okay အဲ့ဆိုတော့ဒါလေးပါပဲဟုတ်တခြားမေးချင်တာရှိသေးလား မရှိပါဘူး ရှိပါဦးဗျာ ဟုတ်မရှိတော့